ကတော့မင်းမှုအောင်လို့ခေါ်တယ်လက်ရှိတော့ USA နိုင်ငံ South Carolina State မှာမတို့တာမိသားစု3ယောက်တူတူနေထိုင်တာဖြစ်တယ်ပေါ့နော်။မိုးကတော့အိမ်နေမိခင်တယောက်ဖြစ်ပြီးတော့ဒီစီပွားရေးကိုအိမ်ကနေချိန်ပြည့်လုပ်နေတယ်။အခုပထမဆုံးအနေနဲ့ကတော့စင်ကာပူကပေါ့နော်အမဆွေဆွေဝင်းကိုဖိတ်ခေါ်ပေးချင်တာဖြစ်တယ်။အမကမိတ်ဆက်ချင်တဲ့အတူတူပေါ့နော်။ဒီနေ့အမရဲ့မေကွန်းလေးကတော့တချို့လူတွေကမေးတယ်ပေါ့နော် digital online business ကိုလေ့လာဖို့အတွက်ဆိုလို့ရှိရင်ဘယ်ကနေစပြီးတော့လေ့လာရမလဲမသိဘူးเนาะပြီးလို့ရှိရင် workshop တွေကိုကြည့်တဲ့အခါမှာဆိုလို့ရှိရင်လည်းဘာအလုပ်မှန်းကိုမသိတဲ့အတွက်ကြောင့်မလို့ကြည့်ပေမဲ့လည်းမရှင်းဘူးဖြစ်နေတယ်အဲ့တော့ကြည့်ရင်လည်းမရှင်းတော့လဲစိတ်မကြည့်ကျင်တော့တဲ့စိတ်တွေလည်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တယ်ဆိုတဲ့သူတွေအတွက်ပေါ့နော်ဒီနေ့ဘာကြောင့် workshop လေးကဘာလေးတွေပြောထားတာလဲပေါ့နော်အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ sharing လေးလုပ်ပေးပါနော်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဆိုတော့ Happy Sunday ပေါ့နော်ဆိုတော့ကျမတို့ညီမတွေရဲ့ဒါ weekly Sunday live talk လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမနာမည်ကတော့ဆွေဆွေဝင်းဖြစ်ပါတယ်အခုလက်ရှိစင်ကာပူမှာဒါအချိန်ပြည့်အလုပ်တစ်ဖက်နဲ့ပဲဒီ online စီးပွားရေးကိုဒါလုပ်ကိုင်နေတဲ့ business owner နဲ့ mentor တယောက်ဖြစ်ပါတယ်ဆိုတော့ဒီနေ့မေးခွန်းလေးကလည်းအရန်ကောင်းတယ်ပေါ့နော်ဆိုတော့တော်တော်များများလဲမေးတာဖြစ်တယ်ပေါ့နော်ဒီမေးခွန်းလေးကိုဒါမေးခွန်းလေးကိုဖြေခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ဆိုတော့ဟုတ်တယ်ကျမတို့ဒီစီးပွားရေးကပေါ့နော်ဘယ်ကစပြီးတော့လေ့လာမှမသိဘူးတော်တော်များများမေးတယ်ဘာအလုံးမှလေ့လာလိုက်တော့လဲပေါ့နော်သူတို့ကြတော့လဲ workshop ကြည့်ပေမဲ့ဘာအလုံးမှန်းကိုနားမလည်ဘူးပေါ့နော်မသိဘူးပေါ့မရှင်းဘူးပေါ့လေနော်အဲ့တော့အဲ့ဒါကြောင့်ပဲသူတို့တချို့တော်တော်များများကဆက်ပြီးတော့မသွားကြဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေဖြစ်ကြတယ်တချို့ကြတော့လဲစိတ်ဝင်စားတယ်လေ့လာခြင်းနဲ့ရှင်းပြပေးလို့ရမလားပေါ့နော် workshop မှာနားမလည်ဘူးအဲ့လိုမျိုးလေးလည်းမေးတဲ့သူတွေရှိတယ်ဆိုတော့ဒါကပေါ့နော်ကျွန်မပြောချင်တာကဒါက normal ပါပဲစလေ့လာခြင်းကိုကဒီအတစ်တစ်ခုကိုပေါ့နော်ဒါဘာသာစကားပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ပေါ့နော်တစ်ခုခုကိုအတစ်တစ်ခုကိုကိုကစပြီးလေ့လာမယ်ဆိုလို့ရှိရင်ချက်ချင်းချင်းနားမလဲတာကဒါကသဘာဝတစ်ခုဖြစ်တယ်ပေါ့နော် is normal ပဲ normal ပဲကျမလည်းအတူတူပဲပေါ့နော်ဆိုတော့ကျမတို့ကလည်းဒီစီးပွားရေးကိုစလေ့လာကစားတော့ကဒီ workshop မှာကြည့်တယ်ကြည့်တော့ကကျမတို့ကပေါ့နော်မြန်မာလိုရှိမှန်းတော့မသိဘူးပေါ့အင်္ဂလိပ်လိုပဲသိတယ်ဆိုတော့အင်္ဂလိပ်လိုမှာကြတော့ကျမတို့မသိတဲ့စကားလုံးတွေလည်းပါတယ်ပေါ့ဆိုတော့ digital marketing တို့advertising တို့အဲ့လိုမျိုးတွေပေါ့နော် system တို့ဆိုတဲ့အရာလေးတွေဟာကိုယ့်ကိုချက်ချင်းနားမလည်ဘူးဆိုတာကဒါကမှန်တယ်ပေါ့နော်ကိုကတစ်သက်လုံးကျမတို့ဆိုရင်တော့တစ်သက်လုံးဒါသူများအလုပ်ဝန်ထမ်းမှာလုပ်လာတာဒီစကလုံးနဲ့လည်းစိမ့်တာဖြစ်တယ်အဲ့တော့ဒါကိုမသိလို့ပေါ့နော်ဘယ်လိုပြောမလဲဆက်မလေးလာခြင်းမူဆိုတာကတော့အဲ့လိုမျိုးကိုမဖြစ်စေခြင်းဘူးပေါ့နော်ဒါမစိုးရိမ်ပါနဲ့ဒါတဖြည်းဖြည်းပေါ့နော်ကိုကတေးသေးချာချာလေးပေါ့နော်အချိန်လေးပေးပြီးတော့နှစ်ခေါက်သုံးခေါက်လောက်နားဘယ်လိုပြောမလဲလေ့လာကြည့်မယ်ပြီးရင်ကို register လုပ်ထားတဲ့သူရှိမှာမရှင်းတဲ့အချက်ကလေးတွေမေးမယ်ဆိုရင်ဒါကအဆင်ပြေတယ်ပေါ့နော်ဒါဆက်ပြီးလေ့လာဖို့ကိုကျမကတော့အားပေးချင်တယ်ပေါ့နော်အဲ့တော့ဒီစီးပွားရေးမှာကြတော့လေကောင်းတာပါလဲဆိုတော့ကျမတို့ကိုလေ့လာခွင့်အပြည့်အဝပေးထားတာပေါ့နော်လေ့လာခွင့်ပေးထားတယ် step by step ကျမတို့လုပ်ရမယ့်step ကလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကြတော့ကျမတို့ကတယောက်ကိုမေးရင်ပေါ့နော်မေးခွန်းတစ်ခုတစ်ခုမေးပြီးရမှာကိုလိုချင်တဲ့အဖြေကိုယူရတာမျိုးမဟုတ်ဘူးကျမတို့ register ပထမဆုံးကျမတို့ဒီစီးပွားရေးမှာလေ့လာဖို့အဆင့်2ဆင့်ရှိရပေါ့နော်အဲ့ဒီအဆင့်2ဆင့်ကိုကျမတို့ကမဖြစ်မနေလေ့လာရတယ်ပေါ့နော်အဲ့တော့နံပါတ်1အဆင့်အနေနဲ့ဆိုရင်ကျမတို့က register လုပ်ပြီးတော့လေ့လာတဲ့အဆင့်ပေါ့နော်ကိုယ့်ရဲ့ဒီ sorry ကိုယ့်ရဲ့နာမည်နဲ့ Gmail နဲ့ပေါ့နော်ပထမဆုံးဒါ register လုပ်ပြီးတော့ဒါလေးလာတဲ့အဆင့် workshop video ကတော့ကျမတို့မဖြစ်မနေကြည့်ရတယ်ဆိုတော့ကျမတို့ကတော့ဒီကျမတို့ညီမတွေဆိုရင်တော့ကိုရှိမှာ register လုပ်ထားတယ်ဆိုရင်မြန်မာလိုလေးလာဖို့ပေါ့နော်ဒါ email ကိုပို့ပေးတယ်ဒီ messenger မေးတယ်ဆိုလို့ရှိရင်လည်းပို့ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ workshop video ကကြတော့ကျမတို့ဟုတ်တယ်ဒါကစီးပွားရေးအကြောင်းအသေးစိတ်ကိုချင်းပြထားတဲ့ဟာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ overview ဒီစီးပွားရေးရဲ့အခြေခံသဘောတရားတွေဒီစီးပွားရေးမှာအသုံးပြုနေတဲ့ system တွေကဘလို့အလုပ်လုပ်တယ်လဲပေါ့နော်ဒီ online စီးပွားရေးမှာတော်တော်များများတခြားစီးပွားရေးတွေလိုမျိုးပေါ့နော်ကိုကဈေးရောင်းတာလူခေါ်တာတွေမလုပ်ဖဲနဲ့ system ကိုပြုတ်ပြီးတော့ကျမတို့ဒီစီးပွားရေးကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုဒီပေလာ3ခုနဲ့ပေါ့နော်ကျမတို့ကရှင်းပြထားတယ်ပြီးရင်နောက်တစ်ပိုင်းကဒီစီးပွားရေးမှာလုပ်နေတဲ့သူတွေအလုပ်တစ်ဖက်နဲ့အင်းနေမိခင်တွေဒီလိုမျိုးပေါ့နော်ကိုရတဲ့အချိန်လေးမှာဒီ online စီးပွားရေးကိုဘယ်လိုမျိုးလုပ်ပြီးတော့ဘယ်လောက်ထိအောင်မြင်နေကြလဲဆိုတဲ့အရာလေးတွေကိုကျမတို့ကဒီ workshop video မှာပေါ့နော်ဒါ overview လေးလာတဲ့ဘယ်လိုပြောမလဲနေရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျမတို့ကစိတ်ကြိုက်လေးလာလို့ရတယ်ဘယ်သူမှ pressure လည်းမပေးဘူးပေါ့နော်ကိုစိတ်ကြိုက်တစ်လပဲယူ10ရက်ပဲယူပေါ့နော်ကိုကြိုက်တစ်လောက်
ထထခါကျမတို့မြန်မာလိုရောအင်္ဂလိပ်လိုရောပေါ့နော်ကိုကြိုက်တဲ့ဘာသာနဲ့လေ့လာလို့ရတယ်လေ့လာပြီးရမှကိုကပေါ့နော်နားမလည်ဘူးဆိုရင်ခုနပြောသလိုပဲကို register လုပ်ထားတဲ့သူရှိမှမေးလို့ရတယ်ဒါတွေကိုကိုကရှင်းသွားပြီကိုဒီစီးပွားရေးကိုတကယ်ကိုမှပေါ့နော်ဒီဘယ်လိုပြောမလဲ strong mindset နဲ့ပေါ့နော်အသေးစိတ်ကိုဆက်ပြီးသွားကျင်တယ်ဆိုရင်တော့ second step ကိုဆက်သွားရတာဖြစ်တယ်ပေါ့နော်အဲ့တော့ second step ကကြတော့ကျမတို့149သွင်းပြီးလေ့လာတဲ့အဆင့်ပေါ့နော်ဒါကတော့နောက်ညီမတွေ sharing လုပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီစီးပွားရေးမှာခုနပြောသလိုပဲအဆင့်2ဆင့်နဲ့ကျမတို့ကဒါလေ့လာရတယ်ပထမအဆင့်မှာ workshop video ကိုမဖြစ်မနေကြည့်ရတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီစီးပွားရေးကကိုယ်ပိုင်လုပ်ငန်းဖြစ်တယ်ပေါ့နော်ကိုယ်ပိုင်စီးပွားရေးဖြစ်တယ်ကိုယ်တိုင်ဘယ်လိုပြောမလဲဂဂနနပေါ့နော်ဒါအသေးစိတ်ကိုတီးဖို့လေ့လာခွင့်အပြည့်အဝ opportunity ပေါ့နော်အပြည့်အဝပေးထားတာဖြစ်တယ်ဆိုတော့သူများပြောလို့ပေါ့နော်ကိုကလောက်ရတဲ့စီးပွားရေးမျိုးသူများကတော့ဒီအရင်ဒီဘယ်လောက်ထက်လိုက်အကျိုးမြတ်ဘယ်လောက်ရမယ်ဆိုတဲ့အပေါ်ယံစကားလောက်နဲ့ကျမတို့ကလောက်ကင်ရတဲ့စီးပွားရေးမျိုးလည်းမဟုတ်ဘူးကိုယ်တိုင်ထဲဝင်အသေးစိတ်လေ့လာကြည့်လေ့လာပြီးရမှာကိုနဲ့ကိုက်ညီတယ်ဆိုမှဒါလုပ်လို့ရတဲ့စီးပွားရေးဖြစ်တယ်ပေါ့နော်အဲ့တော့ workshop video ကြည့်တာနဲ့တော့ကျမတို့ဒီစီးပွားရေး program တစ်ခုအကြောင်းကိုအသေးစိတ်သိရမှာမဟုတ်ဘူးအသေးစိတ်သိချင်တဲ့ deep dive လုပ်ချင်တယ်ဆိုရင်တော့ဒါ second step ကိုဆက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့အရေးကြီးတာပါလဲဆိုလို့ရှိရင်တော့နားမလည်လို့ကိုကမစတင်လိုက်တာမျိုးကိုတော့မဖြစ်စေချင်ဘူးပေါ့နော်ဒီစီးပွားရေးမှာကောင်းတာကလည်းကျမတို့စခြင်းဘယ်သူမှမသိဘူးလေနော်ဒီစီးပွားရေးအကြောင်းကိုနားမလည်ဘူးအတွေ့အကြုံလုံးဝမရှိတဲ့သူတွေဒီနည်းပညာမကျွမ်းကျင်တဲ့သူတွေပဲဒီစီးပွားရေးကိုကျမတို့အပါဝင်ပေါ့နော်ဒါလောက်ကင်နေကြတဲ့လူတွေဖြစ်တယ်ဒါပေမဲ့ဒီစီးပွားရေးမှာကောင်းတာကအကုန်လုံးကျမတို့ကို supporting ပေးထားတယ်ပေါ့နော်ဒါ training တွေပေးထားတယ်ကိုအနိကကူညီလမ်းပြပေးမဲ့ mentor တွေပါတာပေါ့နော်ဒါကြောင့်မလို့ကျမတို့လိုမျိုးဒီအလုပ်တစ်ဖက်နဲ့သူတွေစီးပွားရေးအတွေ့အကြုံမရှိတဲ့သူတွေလည်းပဲလောက်ကင်ပြီးတော့ပေါ့နော်ဒါအောင်မြင်နေတဲ့သူတွေအများကြီးရှိတယ်ဒါကြောင့်မလို့စိတ်ဝင်စားတဲ့လေးလာခြင်းနဲ့ဆိုရင်တော့အစင်းစင်လေးသွားကြည့်ပါမေးစရာရှိတယ်ဆိုရင်ကို register လုပ်ထားတဲ့သူချင်းမှာဒါမေးပြီးတော့ပေါ့နော်ကိုယ့်ရဲ့ machine လင်းတဲ့ check လေးတွေကိုပေါ့နော်ကျွန်တော် clarify လုပ်လို့ရပါတယ်ဆိုတာကို sharing လုပ်ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ် thank you ပါ clear လာကောင်းနေ okay ပါရောက်ကဲကျေးဇူးများကြီးတင်တယ်ဟုတ်တယ်မို့လို့လည်းပဲဒီစီးပွားရေးကိုလေ့လာတဲ့ချိန်တော့ပထမတစ်ခေါက်ထဲကြည့်ုံနဲ့နားမလဲဘူးပေါ့နော်မြန်မာလိုပဲကြည့်ကြည့်အင်္ဂလိပ်လိုပဲကြည့်ကြည့်ဘာဖြစ်လို့ဆိုကိုမရင်းနှီးတဲ့အရာကိုမရင်းနှီးတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့မရင်းနှီးတဲ့ဘာသာရပ်ဖြစ်တဲ့အတွက်တစ်ခေါက်ထဲနဲ့ကြည့်ုံနဲ့ဘယ်သူမှနားလဲတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဘာလဲဆိုရင်ထက်ခါနဲ့ကိုဘက်ကလေ့လာခြင်းစိတ်ရှိတယ်ဆိုရင်တော့ဒါမို့လို့ဆိုရင်ဘယ်သူကမှနင့်ကိုထက်ခါကြည့်နော်ဆိုပြီးတော့မပြောဘူးပေါ့နော်ကိုကလိုချင်တဲ့စိတ်ရှိတဲ့အခါမှာကိုယ်တိုင်ကကြည်သွားတာဖြစ်တယ်ပေါ့နော်အရေးကြီးတာကတော့ဒီစီးပွားရေးကကိုယ့်အတွက်ဖြစ်မယ်လို့ယုံကြည်တယ်ဆိုတော့တည်ချာလေးဝင်ရောက်လေ့လာပေးဖို့လိုအပ်တယ်ဆိုတာလေးကိုပြောပြပေးခြင်းနဲ့အဲ့တော့ဒုတိယအမမိုးတန်းပေါ့နော်sharing လုပ်ပြီးသွားတယ်အမဆွေဝင်းကျေးဇူးများကြီးတင်ပါတယ်အခုအမမိုးတန်းကနေပြီးတော့မိတ်ဆက်ခြင်းနဲ့အတူတူပေါ့နော်အဲ့တော့ workshop ကြည့်ဖို့အချိန်မရှိဘူးပေါ့နော်ခုနကမို့လို့နာမည်နဲ့ email နဲ့ကို register လုပ်ပြီးတော့ကြည့်ရတဲ့ workshop လေးဖြစ်တယ်ပေါ့နော်မိနစ်60လောက်တော့အချိန်ပေးရတာဖြစ်တယ်အဲ့တော့အဲ့ဒီ workshop ကိုကြည့်ဖို့အတွက်အချိန်မရှိဘူးလေ့လာဖို့အချိန်မအားဘူးဆိုပြီးတော့ပြောပြတယ်ပေါ့နော်ဒါပေမဲ့စီးပွားရေးကိုတော့စိတ်ဝင်စားတယ်ဆိုတဲ့သူတွေအတွက်အမအနေနဲ့ဘယ်လိုမျိုးအကြံဉာဏ်ပေးခြင်းလဲပေါ့နော်ဟုတ်ကဲ့ပါညီမလေးအရင်ဆုံးမိတ်ဆက်ပေးခြင်းတယ်ပေါ့နော်ဆိုတော့ကျမတို့ရဲ့ Beyond EGS ညီမတွေရဲ့အပတ်စဉ် live talk ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့မမိုတန်းဖြစ်ပါတယ်မြန်မာနိုင်ငံကနေပြီးတော့မှနေထိုင်ပြီးတော့အချိန်ပြည့်လောက်တစ်ဖက်လည်းရှိတယ်ဒီစီးပွားရေးကိုလည်း plan ပြီးနေနဲ့အချိန်ပိုင်းဝင်ရောက်လောက်ကိုင်နေတာဖြစ်ပါတယ်စီးပွားရေးကိုစိတ်ဝင်စားပြီးတော့ဝင်ရောက်လေ့လာနေကြတဲ့ follower တွေမိတ်ဆွေတွေအားလုံးကိုလက်တွဲကူညီပေးနေတဲ့ mentor တယောက်ဖြစ်ပါတယ်ရှင်အဲ့တော့ခုနညီမလေးဆွေရှင်းပြတယ်ပေါ့နော် workshop ပေါ့ဆိုတော့ဒီဟာကကျမတို့ရဲ့စီးပွားရေးရဲ့ပထမခြေလှမ်းပေါ့နော်ဒီ webinar ကိုကြည့်ပြီးတော့မှပဲကျမတို့ကဒုတိယအဆင့်ကိုတက်လှမ်းကြတယ်ဆိုတော့တကယ်ကိုအခြေခံပေါ့နော်ဘယ်လိုခေါ်မလဲလေကားရဲ့ပထမဦးဆုံးသောအထစ်ဖြစ်တယ်ဆိုတော့အထစ်ကြော်တက်လို့တော့မရဘူးပေါ့နော်ဆိုတော့ဒီအဓိကကတော့ဒီအချိန်မရှိဘူးဆိုတဲ့သူတွေအတွက်ပြောပြကြတယ်ပေါ့နော်ဆိုတော့ကျမတို့ကစီးပွားရေးတော့စိတ်ဝင်စားတယ်ဒါပေမဲ့လေးလာချိန်မရှိဘူးဆိုတော့နော်စီးပွားရေးကိုလုပ်ဖို့အချိန်ရှိပါမလားပေါ့နော်အဲ့ဒီမိကုံးလေးကိုမေးကြည့်ကြတယ်ပေါ့နော်ဆိုတော့ဘာလို့ဆိုတော့ကျမတို့ကကိုယ့်ရဲ့တဘဝလုံးပြောင်းလဲဖို့အတွက်ကိုဒီမိနစ်60မှာအချိန်မပေးနိုင်ဘူးဆိုရင်တော့ပေါ့နော်မစတာကောင်းတယ်ပေါ့လေအဲ့လိုပဲအကြံပြုချင်တယ်အဲဆိုတော့ကျမတို့ကဒီကိုပန်စီးပွားရေးတစ်ခုကိုလုပ်မယ်ဆိုရင်ကတော့ပေါ့နော်ဒီကံညာဝရိယ၃ခုဆက်မှာပေါ့နော်အောင်မြင်ရေးဆိုတာဖြစ်လာတယ်အဲ့တော့ကံဆိုတာအလုပ်ပေါ့နော်ကျမတို့ကအလုပ်လုံးမှာကံကောင်းတယ်မမြင်ရဘူးလို့လူတွေကပြောကြတယ်ပေါ့နော်ဒါပေမဲ့ကံဆိုတာအလုပ်ဖြစ်တယ်ကျမတို့အလုပ်ကောင်းရင်ကံကောင်းတယ်စေတနာကောင်းရင်ကံကောင်းတယ်ပြောကြ
တယ်ပေါ့လေနော်ဆိုတော့ကံဉာဏ်ဝရိယ3ခုဆက်မှာကျမတို့ရဲ့လုပ်ငန်းဟာအောင်မြင်တယ်အဲ့တော့အချိန်ဆိုတာလဲပေါ့နော်ကျမတို့အောင်မြင်ဖို့အတွက်အရေးကြီးတယ်အဲ့လိုဆိုတော့ဒီ webinar လေးကိုတေချာပေါ့နော်ကျမတို့မိနစ်60တပရိတ်ထဲမထိုင်နိုင်တာတောင်မှပေါ့နော်ကိုမအလုပ်တစ်ပတ်ရှိလို့မိသားစုတစ်ပတ်ရှိလို့ဆိုတော့လူတိုင်းမှာကအခက်အခဲကိုစီအချိန်ဆိုတာကလည်း24 hour လူတိုင်းကိုအတူတူပေးထားပြင်မဲ့လို့ပေါ့နော်တုံးတက်တာနဲ့မတုံးတက်တာကွာသွားတယ်တချို့ကြတော့လေပေါ့နော် social media သုံးရင်းနဲ့ဒါသုံးတာမဟုတ်ဘဲနဲ့ဖြုံးတာလိုမျိုးဖြစ်သွားတယ်ပေါ့နော်တနာရီ2နာရီဆိုတာဒါအလကားနေကုန်သွားတာပဲပေါ့နော်အဲ့လိုဆိုတော့ဒီမိနစ်60စာ webinar လေးဆိုတာကကိုယ့်ဘဝတစ်ခုလုံးပြောင်းလဲဖို့အတွက်ပေါ့နော်ကျမတို့အခြေခံလက်တစ်လည်းဖြစ်တယ်ဒါလေးကိုမတက်ပဲနဲ့ပေါ့နော်ပြင်းနေတာတို့ reason တွေပြတာတို့ဆိုရင်တော့ပေါ့နော်ရှေ့ဆက်ပြီးတော့ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ဖို့ဆိုတာကနော်မလွယ်ကူဘူးပေါ့နော်ပြောမယ်ဆိုရင်ကိုယ်ပိုင်စီးပွားရေးဆိုတာဘယ်သူမှကျမတို့ကလာမခိုင်းဘူးလာမခိုင်းတဲ့အခါမှာလုံးဆရာလည်းမရှိပါဘူးဘာမှလည်းပေါ့နော်ဘယ်လိုလုပ်ရမလဲဘာလုပ်ရမလဲဆိုတော့အပေါ်က order မပေးရင်ကိုကမလုပ်တတ်တဲ့အချိန်တွေပေါ့နော်ကျမတို့လိုအထူးသဖြင့်ဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းတွေဖြစ်တတ်တယ်ပေါ့နော်ကျမလည်းကိုယ်တွဲဖြစ်တယ်အဲ့လိုဆိုတဲ့အခါမှာဒါပေမဲ့လို့ပေါ့နော်ဒီ mindset တစ်ခုပေါ့ကျမတို့စီးပွားရေးလုပ်ချင်တယ်ဆိုတော့ mindset ကိုယ်ပိုင်စီးပွားရေးတစ်ခုထူထောင်ချင်တယ်ဆိုရင်တော့ကိုပေါ့နော်စီကံတတ်မှတ်ပြီးတော့မှဒါလေးကိုစလိုက်ရင်တော့ပြင်ငါရဲ့ဘဝပြောင်းလဲသွားမယ်မဖြစ်အောင်ချိန်ပေးမယ်မအားတဲ့ကြာကလူတိုင်းလည်းလုပ်နေကြတယ်ကိုလည်းဘာလို့မလုပ်နိုင်ရမှာလဲဆိုတော့စိတ်တက်ပေါ့နော်ဒီအဓိက mindset ကနေစတာဖြစ်တယ်အဲ့ဒါကြောင့်ပေါ့နော်ကျမတို့စီးပွားရေးကဒီလို mindset ရှိမရှိဆိုတာပေါ့အဆင့်2ဆင့်နဲ့လေ့လာခိုင်းတာဖြစ်တယ်ပထမအဆင့်မှာတော့နော်တောင်းနေနဲ့ပေါ့နော်ကျမတို့ကြော်ညာတွေလုပ်တယ်ဆိုလို့ရှိရင်လူတိုင်းကစိတ်ဝင်စားပါတယ်လှုပ်ချင်ပါတယ်ဆိုပြီးတော့ပေါ့နော်စကြတယ်စကြတယ်ဆိုတော့ဘယ်ကစရမလဲနော်ကူညီပါအဲ့လိုပေါ့နော်ဆိုတော့ကျမတို့ကကူညီပေးဖို့အသင့်ပဲလေနော်ကျမတို့က mentor တွေဖြစ်တယ်ဆိုတော့ experience ဆိုတာလည်း2နှစ်ခွဲ3နှစ်လူတိုင်းဒီပါရှိနေကြပြီဆိုတော့ဒါသူ့ရဲ့ဆိုးချောင်းကောင်းချောင်းဒါတွေအကုန်လုံးကိုကျမတို့သိပြီအဲ့တော့အရန်ကောင်းတဲ့အခွင့်အလမ်းမို့လို့လည်းမျှဝေနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအခြေခံအစစ်မှာမိနစ်60စာ webinar လေးကိုကြည့်လိုက်ခြင်းအပြင်ပေါ့နော်မိတ်ဆွေရဲ့တဘဝလုံးစာပြောင်းလဲသွားနိုင်တယ်နော်ဆိုတော့ကိုယ့်ရဲ့တယောက်တည်းမဟုတ်ဘူးကိုယ့်ဘဝကိုမိသားစုဘဝပြီးလို့ရှိရင်မျိုးဆက်သစ်အထိပါကျမအတွက်ဆိုရင်မျိုးဆက်သစ်ဒီပါပေါ့နော်လူတိုင်းအတွက်လည်းပါပါတယ်အဲ့တော့ဆိုတော့ဆွေစဉ်မျိုးဆက်ပေါ့နော်ဒီဘဝတစ်ခုလုံးကိုပြောင်းလဲနိုင်တဲ့စီးပွားရေးတစ်ခုကိုစဖို့အတွက်အခြေခံပထမဆုံးအဆင့်လေးကိုလှမ်းဖို့အတွက်ပေါ့နော်မိနစ်60စာအချိန်ပေးလိုက်တာနဲ့ပေါ့နော်ဒါဟာကိုနဲ့ကန့်ကြည့်တယ်ဆိုရင်ပြောင်းလဲသွားနိုင်တဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တယ်ဒါဝန်ထမ်းလားအလုပ်လည်းမဟုတ်ဘူးလားကုန်ရင်လားစားရမယ်နော်ဆိုတော့ဒီတစ်နှစ်စားတစ်လစားအဲ့လိုမျိုးပေါ့နော်ကျမတို့က short term အတွက်မဟုတ်ဘူးပေါ့နော်ဒီစီးပွားရေးကတကယ်ကို long time plan ဖြစ်တယ်နော်ပင်စင်လားစားအထိပါတယ်ကိုမလုံးနိုင်ရင်ကိုယ့်ရဲ့သားသမီးပေါ့နော်ကိုယ့်ရဲ့မျိုးဆက်တစ်တူကဆက်ပြီးတော့မှလဲလန်းနိုင်တဲ့အမွေပေးနိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တဲ့အတွက်သားစင်မျိုးဆက်အကျိုးခံစား권ရှိတဲ့စီးပွားရေးတစ်ခုဖြစ်တယ်အဲ့လိုဆိုတော့အဲ့ဒီအကျိုးကျေးဇူးကိုသိပြီးပြီဆိုရင်တော့ပေါ့နော်စီးပွားရေး mindset လည်းရှိမယ်ဆိုရင်မိနစ်60စာအတွက်ကိုတပရိတ်ထဲမပြင်းနိုင်တော့မှဒါမဖြစ်အောင်လုပ်မယ်တနေ့မှာအချိန်10မိနစ်ရသလား10မိနစ်ဒါကိုလေ့လာမယ်နော်လေ့လာပြီးလို့ရှိရင်တစ်ခေါက်နဲ့နားမလည်ဘူးခုနပေါ့နော်ညီမလေးဆွဆွလည်းရှင်းပြတယ်တစ်ခေါက်နဲ့နားမလဲဘူးဆိုရင်2ခေါက်3ခေါက်ကြည့်မှာပေါ့နော်ကျမစီလည်းမေးခွန်းမေးရလွယ်ရှိတယ်အမရေကျွန်တော်ကဖြင့်ကျမကဖြင့်ပေါ့နော်အချိန်မရှိဘူးပြီးရတစ်ခေါက်နဲ့လည်းနားမလဲဘူးဆိုတော့တစ်ခေါက်နဲ့နားမလဲ2ခေါက်ကြည့်ပေါ့နော်ဒါကိုယ့်ရဲ့ပေါ့နော်ကိုယ့်ဘဝတစ်ခုလုံးပြောင်းလဲဖို့အတွက်အစပဲအဲ့တော့အချိန်လေးတော့ပေးပေါ့နော်အဲ့လိုမျိုးပြောတယ်ဒါပေမဲ့လည်းအကြောင်းပြချက်တွေရှိနေမယ်ဆိုရင်တော့ပေါ့နော်ဒါကပထမအလှမ်းကိုတည်းမလှမ်းရသေးဘဲနဲ့ reason တွေပြနေမယ်ဆိုရင်တော့ပေါ့နော်ဒီစီးပွားရေးကလည်းမိတ်ဆွေအတွက်မဟုတ်တော့ဘူးလို့ပေါ့နော်ထင်တယ်အဲ့လိုဆိုတော့ကိုရဲ့ပေါ့နော်စီးပွားရေး mindset ရှိတယ်ဆိုရင်တော့ပေါ့နော်လူတွေကမဖြစ်ဖြစ်အောင်လုပ်ကြတယ်ကိုလိုချင်ရင်မဖြစ်ဖြစ်အောင်လုပ်ကြတယ်အဓိက mindset တခုချိန်လိုက်တယ်ဆိုရင်တော့ပေါ့နော်မိနစ်60စာမပေးနိုင်ဘူးဆိုတာလည်းမရှိတော့ဘူးเนาะပြီးလို့ရှိရင်ကိုဘဝအစကိုမိသားစုဘဝပြောင်းလဲဖို့အတွက် business mindset ပါလာသူတွေကတော့မဖြစ်ဖြစ်အောင်လုပ်တဲ့အတွက်ကြောင့်မလို့ဒီအဆင့်ကိုကြော်လွှားပြီးတော့တစ်ထစ်ပြီးတစ်ထစ်ပေါ့နော်ကျမတို့လှေကတစ်ကိုတက်လှမ်းပြီးတော့ပေါ့နော်ကျမတို့လုပ်ငန်းရှင်တွေဖြစ်လာတယ်အောင်မြင်ရေးလမ်းကြောင်းပေါ်ရောက်ရှိတယ်နော်ပြီးလို့ရှိရင်ဒီပင်စင်လားစာတွေရသွားကြတယ်ပဲအများကြီးရှိတယ်ဆိုတော့ဒီစီပါရေးဟာတကယ်ကိုပေါ့နော်မိတ်ဆွေတို့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့စီပါရေးဖြစ်ပါတယ်။နော်မိနစ်60စာအကုန်လုံးကိုမပေးနိုင်ဘူးဆိုရင်လည်းခွဲပြီးတော့မှလေးလာကြည့်ပါ။လေးလာရင်နဲ့မရှင်းတာနားမလဲတာရှိရင်ကိုနဲ့ချိတ်ဆက်တဲ့မန်တာနဲ့မေးပါ။မေးပြီးတော့မှပေါ့နော်ကိုကဒီပထမအဆင့်ကို
အခြေခံလည်းသိရှိသွားပြီဆိုရင်တော့ပေါ့နော်ဒုတိယအဆင့်ကိုတင်လှမ်းလိုက်မယ်ဆိုရင်ဖြစ်ပေါ့နော်မိတ်ဆွေဘဝအတွက်ဒီကျွေးဝါချမ်းသာခြင်းတကားကိုဖွင့်လိုက်တဲ့တောက်တခြားကိုပိုင်ဆိုင်သွားပြီလို့ပေါ့နော်ပြောချင်တယ်အဲ့ဒါကြောင့်မလို့ပေါ့နော်အချိန်မပေးနိုင်တဲ့သူတွေအတွက်ကိုကျွန်မကအကြံပြုချင်တာအချိန်ဆိုတာကကျွန်မတို့မှာလူတိုင်းပေါ့နော်24နာရီအတူတူရကြတယ်အဲ့ဒီအချိန်ကိုကျွန်မတို့ဘလို့အသုံးချတယ်လဲဆိုတော့မူတည်ပြီးတော့မှကျွန်မတို့ရဲ့ဘဝတွေကွာခြားသွားတာဖြစ်တယ်ဆင်းရဲခြင်းချမ်းသာခြင်းဒါတွေကပေါ့နော်ဒီအချိန်ကိုဘလို့အသုံးချတယ်လဲဆိုတော့မူတည်ပြီးတော့ကွာသွားတာဖြစ်တဲ့အတွက်ပေါ့နော်မိနစ်60စာကိုအချိန်ပေးနိုင်ရင်မိတ်ဆွေရဲ့ဘဝတကယ်ကိုပြောင်းလဲနိုင်ပါတယ်လို့အကြံပြုချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါဟုတ်တယ်ဒီစီးပွားရေးရဲ့ဒီပထမအစမိနစ်60လေးကိုတော့မှမိတ်ဆွေကအချိန်ပေးပြီးတော့မကြည့်နိုင်ဘူးဆိုရင်ဒီစီးပွားရေးတစ်ခုလုံးကိုဘယ်လိုလဲပတ်ဖို့အချိန်ပေးနိုင်မှာလဲပေါ့နော်အမမိကွန်းလေးကိုအရင်သဘောကျတယ်ကျေးဇူးများကြီးတင်တယ်မို့လို့ရင်းနှီးမြုပ်နှံမှုတွေမလုပ်ခင်ကိုယ်ပိုင်စီးပွားရေးတွေလုပ်တော့မယ်ဆိုရင်တော့ကိုယ့်ရဲ့အချိန်လေးကိုတော့အရင်ဆုံးပေးရတာဖြစ်တယ်ပေါ့နော်ငွေကြေးရင်းနှီးမြုပ်နှံမှုမလာခင်မှာကိုယ့်ရဲ့အချိန်ကရင်းနှီးမြုပ်နှံဖို့အတွက်လိုအပ်တာဖြစ်တယ်အဲ့ဒါကလည်းအကောင်းဆုံး asset တစ်ခုပဲဖြစ်ပါတယ်လို့ကျေးဇူးများချစ်တင်တယ်အခုနောက်တစ်ယောက်အနေနဲ့အမနန်းမဟုံပေါ့နော်ဒါကတော့ဗာလဲဆိုရင်မို့လို့မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ဒီနိုင်ငံခြားတွေမှာပဲဖြစ်ဖြစ်ပေါ့နော်လူတော်တော်များများကတအားယိုးသားကြတယ်ပေါ့နော်ဗာလဲဆိုရင် email ထည့်လိုက်ပြီဆိုလို့ရှိရင် scan ဖြစ်မလားပေါ့နော် email ထည့်လိုက်ပြီဆိုရင်သူတို့အတွက်ကော safe ဖြစ်ပါမလားဆိုပြီးတော့ပေါ့နော်တအားစိုးရင်ကြားတဲ့သူလေးတွေရှိတယ်ဒါကြောင့်မလို့ဒီနေ့မှာမေးချင်တာကအမနန်းမဟုံကိုမို့ကအချိန်ပေးခြင်းတယ်ပေါ့နော်အဲ့တော့နာမည်နဲ့ email စာရင်းကိုမို့တို့ register လုပ်ပြီးတော့သွင်းရတယ်ဆိုတာကဘာကြောင့်လဲပေါ့နော်သွင်းပြီးရင်ကောမို့တို့ဘာတွေကိုရရှိမလဲပေါ့နော်အဲ့တော့ဒီ digital business မှာ email ကနေမှတဆင့်ဘာဖြစ်လို့ information တွေကိုပဲပို့ပေးတာပေါ့လဲပေါ့နော်ဒီတိုင်းရိုးရိုးကောပို့လို့မရဘူးလားပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးပါနော်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာမနေ့ခင်းမင်္ဂလာညနေခင်းမင်္ဂလာနေ့လည်ခင်းဖြစ်ကြပါစေလို့ဟုတ်ကဲ့ပါကျွန်မနာမည်နမိုဟာပါအားလုံးတွေ့အကြောင်းလဲဝမ်းသာတယ်ပိစတီတီရ follow အားလုံးကိုလည်းမင်္ဂလာပါလို့နှုတ်ဆက်တာပါတယ်ကျွန်မလက်ရှိတောင်ကြီးမှာနေထိုင်ပါတယ်တောင်သားလေးနှစ်ယောက်ရဲ့ကျွန်မ professional လုပ်တဲ့အတွက်ဖက်ပြီးတော့ဒီလုပ်ငန်းကိုလုပ်ကိုင်နေသူတယောက်ဖြစ်တယ်ပေါ့နော်ဒီနေ့မိခွန်းလေးကလည်းဟုတ်ပါတယ်ကောင်းပါတယ်ပေါ့နော်ကောင်းတယ်ဆိုတာကကျွန်တော်တို့မြန်မာဒီအများသွားဖြစ်စိုးရိမ်ကြတဲ့ဟာတွေလည်းဖြစ်ကြတယ်ပေါ့နော်ဘာလို့ဆိုရှင် email နဲ့ link နေပေးလိုက်ပြီဆိုရှင် email နဲ့နာမည်နဲ့ထည့်တဲ့ခါကျရင်စိုးရိမ်စိတ်တွေများကြတယ်ဘာလို့ဆိုစိုးရိမ်စိတ်တွေများစရာလည်းဖြစ်နေတဲ့အကြောင်းရင်းပတ်ဝန်းကျင်ကလည်းအဲ့လိုဖြစ်နေတဲ့အကြောင်းမို့ပေါ့နော်ကျွန်တော်တို့ link တွေပို့လာကြတဲ့နာမည်တွေထည့်ခိုင်းတဲ့ link တွေနှိုက်ခိုင်းတဲ့ဆိုရှင်တခုခုရမယ် information တွေပေးလိုက်ပြီဆိုလို့ရှိရင်အဲ့ဆိုကြောက်တကယ်ထည့်လိုက်တဲ့လူတွေကအများကြီးဆုံးရှုံးနေတာမှုတွေအများကြီးရှိကြတယ်ပေါ့နော်အဲ့ဒီ experience တွေအများကြီးရှိကြကြမို့ကျွန်တော်တို့ကလည်းကိုချင်းစားတယ်နားလဲပါတယ်ပေါ့နော်ဒါပေမဲ့လို့အဲ့ဒါတွေနဲ့မတူပါဘူးဆိုတော့အကြောင်းလေးကျွန်တော်ပထမဆုံးအနေနဲ့ပြောချင်တယ်ပေါ့နော်ကျွန်တော်တို့လုပ်ငန်းကကြတော့ဟုတ်တယ်ဒီလုပ်ငန်းကိုစတင်လေ့လာဖို့အရှိမမဆွေတို့မှမတန်လို့ရှိမြတ်တို့ကျွန်တော်တို့ပထမဆုံးအနေနဲ့ first step ကတော့နာမည်နဲ့ Gmail နဲ့ပဲထည့်ရတယ်ဒါပေမဲ့အဲ့နာမည်နဲ့ Gmail နဲ့ဆိုတဲ့နေရာမှာတော့မှ email ပေါ့နော် email ဆို hotmail ဖြစ်မဲ့ Yahoo မရှိမဲ့ Gmail ရှိမဲ့အဆင်ပြေတဲ့ Gmail အချင်းပြေတဲ့ email ထည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ညီမတွေတော်တော်များများကျတော့ပေါ့နော်တိုက်ပြီးတော့မှမသိကြဘူးဒါပေမဲ့ Gmail ကိုပဲအများဆုံးသိကြတယ်ပေါ့နော်အဲ့တော့ထည့်ရတယ်ဆိုတာလေအဲ့ဒီဟာလေးတစ်ခုတစ်ခုပဲပေးရတာပါပြီးတော့နာမည်ဆိုရင်တော့မှနာမည်အရင်မပေးလဲရသေးတယ်ပေါ့နော်email Gmail တော့ကိုလက်ရှိအသုံးပြုနေတဲ့ Gmail ဖြစ်ဖို့လိုအပ်တယ်ဘာလို့ဆိုရင်စိုးရိမ်ပြီးတော့ကိုယ့်ရဲ့မသုံးတဲ့Gmail တွေပို့လိုက်မယ်ထည့်လိုက်မယ်ဆိုလို့ရှင်တော့အဲ့ဒီပထမဆုံး step ဖြစ်တဲ့ webinar workshop ကိုတော့ကြည့်လို့ရမယ်နောက်ပိုင်းကျွန်တော်တို့က follow up email တွေလာတယ်အဲ့ဒါကိုကျွန်တော်တို့ကကိုစားကျွန်တော်တို့နောက်ကနေ system ကလုပ်ပေးတဲ့ auto email marketing ကနေလုပ်ပေးတာဖြစ်ပါတယ်အဲ့ဒီ follow up email ကို register လုပ်တဲ့လူတွေရောက်တိုင်းစီကိုပေါ့နော်တလတိတိပို့ပေးတာဖြစ်တယ်အရင်တော့45ရက်ပို့ပေးအခုဆို system မှာတလတိတိပို့ပေးတာဖြစ်တယ်အဲ့တော့ကိုရိုင်းနာဘာဖြစ်လို့မပို့ရလဲဆိုကိုရိုင်းနာလိုက်ပို့နေရမယ်ဆိုရှင်လူတိုင်းကဘယ်မှာမိုးတယ်ဘယ်လို24နာရီပဲရှိကြတယ်ကျန်တဲ့လုပ်တွေအများကြီးရှိကြတယ်ဒီလုပ်ငန်းကလည်းအဲ့လိုမျိုးပေါ့နော်အချိန်ကြီးမရှိတဲ့လူတွေအားလူတွေကို system ကနေလောက်ထားပြီးဆိုတော့ auto email ဝင်ထားပြီးတဲ့မို့ကိုစား auto email ကနေတော့ရှောက်ပို့ပေးနေရဖြစ်ပါတယ်ပေါ့နော်အဲ့ဒါပဲဘာကိုပို့ပေးရလဲဆိုခုနကျွန်တော်တို့ထပ်ပြီးမှလေ့လာကြ link တွေ share မှာမို့တန်းတော့မဆိုပြောတဲ့trip လာအကြောင်းတွေဒီလုပ်ငန်းမှာတကယ်ပဲလောက်ကင်နေတဲ့လူတွေရဲ့အောင်မြင်သွားတဲ့ result တွေကိုသိရဖို့အတွက်
တီးရဖို့အတွက်ကိုဖြစ်ပါတယ်လို့။အားကြောင့်မို့စိတ်မပူပါနဲ့လို့ပြောချင်တယ်။ကိုယ့်စီကိုပဲပို့လာတာပါ။ပြီးတော့မှကျွန်တော်ခုနပြောတဲ့ email ကိုဒီလိုကိုယ့်စီရဲ့ Gmail စီတစ်ခုကိုပဲအဲ့ဒါကိုပဲပို့လာတာ။ဘာရဲ့ကိုယ့် information တွေဘာရဲ့ data တွေဘာမှကိုမပါသွားပါဘူး။ကိုယ့်ရဲ့မွေးသက်ကလေးတွေကိုလက်ရှိလုပ်နေတဲ့အလုပ်တွေတစ်ခုမှမပါသွားပါဘူးဆိုတဲ့အကြောင်းလေးပထမဆုံး confirm လုပ်ချင်တယ်ပေါ့နော်။ကိုတစ်ခုကြည့်လို့မှစတိုင်းပို့နေတယ်ဆိုကိုမကြည့်ချင်ဘူးဆိုရှင်လည်းအောက်ဆုံးထဲမှာ unsubscribe ဆိုတာရှိတယ် unsubscribe ကိုနှိပ်လိုက်တယ်ဆိုလေကိုယ့်စီမပို့တော့ဘူးပေါ့နော်။မနော်ကိုယ့်စီကိုဒီလုပ်ငန်းနဲ့ပတ်သက်တဲ့လေးလာကြတွေကိုသိစေချင်လို့ remind လုပ်ပေးတဲ့အမြဲတမ်း auto email marketing ဖြစ်ပါတယ်ပေါ့နော်နိုင်ငံတကာလုံးနဲ့ချိတ်ဆက်တဲ့စီးပွားရေးလုပ်ငန်းတွေတော်တော်များများအကုန်လုံးက email ကနေပဲသွားကြတာဖြစ်တယ် email နဲ့တောက်လျှောက် follow up လုပ်ကြတယ် email တောက်လျှောက်သွားကြဖြစ်တယ်ပေါ့နော်ကျွန်မဆိုတခါ i banking လား i house လား i house banking လား i housing လားမသိဘူးအဲ့ဒါကိုကျွန်မတခါဘယ်တော့မှဝင်ဖူးထားလည်းမသိဘူးကျွန်မစီကိုခုချိန်ကြီးလွန်ခဲ့တဲ့ link ကနေအခုချိန်တောက်လျှောက် follow up email တွေအဲ့လိုမျိုးပို့နေရပါတော့ဒါတွေကနိုင်ငံတကာမှာလည်းအကုန်လုံးအဲ့လိုပဲစီးပွားရေးလုပ်ငန်းကြီးကြီးတွေအကုန်လုံးက email ကနေပဲသွားတာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့သိမပူပါနဲ့ပေါ့နော်လူတိုင်းကို messenger ကနေလိုက်ပို့ဖို့အတွက်ကကြတော့ကျမတို့ကလူတိုင်းနဲ့ friend မဖြစ်ဘူးကျွန်တော်တို့ကြော်ညာတွေကိုကြည့်တဲ့လူတွေအကုန်လုံးကလည်းကျွန်တော် friend တွေမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ audience တွေမဟုတ်ဘူးကိုမမြင်ဘူးတဲ့ audience တွေဖြစ်တယ်ပြီးကြလို့ရှိရင်အဲ့လောက်ထိလည်းလူတိုင်းကလည်းမအောင်ပေါ့နော်မအားကြောင့်မို့ကျမတို့ကဒီ system တကြလောက်ကင်တဲ့ဟာကြောင့်မို့ဒီ email နဲ့ gmail နဲ့ကိုထည့်ရတာဖြစ်ပါတယ်စိတ်မပူပါနဲ့လို့ပြောချင်တယ်ပေါ့နော်ဟိုခိုင်းလာနေတဲ့ scam link တွေမဟုတ်ပါဘူးဒါတော့နိုင်ငံတကာစီးပွားရေးလုပ်ငန်းတစ်ခုပါတကယ်ပဲလေ့လာကြည့်လိုက်ပါပေါ့နော် website ကိုထည့်လေ့လာကြည့်မယ်ဆိုရင်အဲ website မှာပြပြထားတာအများကြီးပါတယ်ပြီးတော့ကျွန်တော် workshop ကိုကြည့်မယ်ဆိုရင်လည်း workshop နဲ့ပတ်သက်တာတွေလည်းအများကြီးပါတယ်လုပ်ငန်းနဲ့ပတ်သက်တာတွေလည်းအများကြီးပါတယ်ပြီးအဲ့ဒီကျွန်တော်တို့ကိုယ်ပိုင် website တွေမှာဆိုရှင်ဒီလုပ်ငန်းမှာလုပ်ကိုင်နေတဲ့လူတွေရဲ့အောင်မြင်သွားတဲ့နောက်ကျွန်တော်တို့coach တွေလည်းသူရဲ့အကြောင်းအရာတွေလည်းအများကြီးပါတယ်အဲ့ဒါမှထပ်ပြီးတော့မှစိတ်မချသေးဘူးဆိုလို့ရှိရင်အောက်မှာကျွန်တော်တို့ရဲ့ personal link တွေလည်းပါပါတယ်ပေါ့နော်ကျွန်တော်တို့ Facebook personal link တွေပါတယ်အဲ့ personal link ကို email နာမည်မထည့်ခင်မှာဝင်ကြည့်လိုက်လို့ရတယ်ဝင်ကြည့်လိုက်တယ်ဆိုရှင်ကျွန်တော်တို့ဒါဒီတယောက်ကဘာလို့လဲဆိုရင်သူ့အကြောင်းကိုတွားကြည့်လိုက်ကြည့်လို့ရတယ်အဲ့တော့ तू ဟာတကယ်ပဲ scammer လားကျွန်တော်တို့တကယ်ပဲလုပ်ငန်းလုပ်ကိုင်တာသူ profile ဘာလဲဆိုတော့လေအကုန်လုံးကြည့်လို့ရတယ်အဲ့တော့အဲ့ဒါကိုစိတ်ချရပြီဆိုမှကျွန်တော်တို့ထည့်ပါပေါ့နော်ဒါပေမဲ့ပြောချင်တာကထည့်တဲ့ Gmail ကတော့အမှန်ကန်ဖြစ်ဖို့လိုအပ်တယ်အမှန်ကန်မဖြစ်ဘူးဆိုရှင်ကျွန်တော်တို့ company ကဘာပြဿနာဘက်ကဘာမှမရှိပေမဲ့ကာယကံရှင်လေးလာတဲ့လူဘက်ကကျတော့ information တွေဘာမှသိရမှာမဟုတ်ပါဘူးပေါ့အဲ့ဒါလေးကိုတော့ပြောပြချင်တယ်ပေါ့နော်အဲ့ဒါမို့စိတ်မပူပါနဲ့ပေါ့နော်စိတ်မပူပါနဲ့ဒီဟာပထမဆုံးတက်ဖြစ်တယ်လူတိုင်းကဒီ step ကနေပဲအကုန်လုံးသွားပြီးတော့သွားခဲ့ရတာဖြစ်တယ်ကျမတို့ဒါနိုင်ငံတကာမဟုတ်ဘူးကျမတို့မြန်မာအပြင်မှာတစ်ခါကျရင်ကျမတို့ကျန်ပညာရေးနဲ့ပတ်သက်တဲ့ကျမတို့ကလေးတွေနဲ့ပတ်သက်တဲ့ workshop တွေသွားတယ်တော့ပြန် talk တွေသွားနားထောင်နေဆိုလို့ရှိရင်သူတို့လည်းအများတန်းကျမတို့ကို Gmail တောင်းတယ်နာမည်နဲ့ Gmail register ဖြစ်ရတယ်ပေါ့နော်အဲ့လိုဖြစ်ရတယ်ဒါကာယကံရှင်ကိုယ်တိုင်ဖြစ်ရတယ်ဖြစ်ပြီးရှင်အဲ့ဒါနေပဲသူတို့ကဒီလိုမျိုးတစ်ခုခုသူတို့ထူးခြားတဲ့ advantage ရှိရဆိုကျမတို့ကို email ကနေပဲဒါဖြတ်ပြီးချိတ်ဆက်သွားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့စီးပွားရေးအကုန်ကြီးတွေအကုန်လုံးကနာမည် Gmail နဲ့နိုင်ငံတကာနဲ့သွားရဆိုအဲ့လိုမျိုးသွားတာဖြစ်ပါတယ်စိတ်မပူပါနဲ့လို့ပြောချင်တယ်ကိုယ့်အတွက်ထူးဆန်းဖြစ်ပေမဲ့ဒါတွေကနောက်ပိုင်းဆိုရှင်တကယ်ဒီလုပ်ငန်းလုပ်လာပြီဆိုရှင်ဒါတွေက used to ဖြစ်သွားမှာပါအဲ့လိုမျိုးအတိုင်းဝိုင်းတစ်ခုကြီးကိုကျဝင်ချင်တယ်ဆိုရှင်တော့ဒါလေးတွေတော့ပထမဆုံးအနေနဲ့စာတင်ပြီးတော့ရင်းနှီးလိုက်ပါလို့ပြောပြချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ thank you ပါမနမဟောရေကျေးဇူးများကြည့်တင်တယ်ဟုတ်တယ်စိုးရရတယ်ပေါ့နော်အခုခေတ်ကလည်း scam တွေအများများတယ်ပေါ့နော် online ကဆိုတာနဲ့တေချာရက်လားမှန်ကန်ရက်လားဆိုတဲ့အရာမျိုးကိုအရင်ဆုံးမိုးတို့တွေပြောကြတာဖြစ်တယ်တခုတတိထားရမှာကကိုယ့်ရဲ့ messenger ဘောက်ကပဲဖြစ်ဖြစ်ကိုယ့်ရဲ့ message ကဘောက်ကပဲဖြစ်ဖြစ်ဘယ်ကနေပဲဖြစ်ဖြစ်တွေ့တဲ့ link တိုင်းကိုတော့ like နှိပ်လို့မရဘူးပေါ့နော်ဒါပေမဲ့မိုးတို့ရဲ့ website ကကြတော့ဒါတရားဝင်တဲ့ website တစ်ခုဖြစ်တယ်တိတ်တိတ်ချာချာလေးတော့လေ့လာပါလို့ပြောပြပေးခြင်းနဲ့တကယ်ကို professional အလုပ်တွေလုပ်နေပြီဆိုလို့ရှိရင်ဒါ email ကမဖြစ်မနေသုံးရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ email ဆိုတာကဒီစီးပွားရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်ဆိုတာလေးကို sharing လေးလုပ်ပေးခြင်းနဲ့အခုမတူစာပေါ့နော်မတူစာကိုဖိတ်ခေါ်ပေးခြင်းနဲ့အမကမိတ်ဆက်ခြင်းနဲ့အတူတူဒီနေ့ sharing လေးကပေါ့နော် digital စီးပွားရေးကိုဘယ်လိုမျိုးလောက်ကင်ရတာလဲဆိုတာလေးပေါ့နော်workshop လေးလည်းမကြည့်ရသေးဘူးပြီးလို့ရှိရင်အထက်ထိလည်းတေချာတော့မဝင်လေးလာရသေးဘူးဒါပေမဲ့ဘယ်လိုလောက်ကင်ရတာလဲဆိုတဲ့အရာလေးကိုအရင်ဆုံးသိကျင်နေတဲ့သူတွေအတွက် sharing လေးလုပ်ပေးပါပေါ့နော်ပြီးလို့ရှိရင်တကယ်ကောcomedy ရဲ့ official name ကိုရှိရလားပေါ့နော်ပြီးရင်comedy ကော register တွေရောလောက်ထားရလားပေါ့နော်အားဆိုရင်ပူပန်လွယ်တဲ့သူတွေအတွက်ပေါ့နော်သူတို့အတွက်ကိုလည်း sharing လေးလုပ်ပေးပါဦးနော်ပါအားလုံးပဲမြင်ပါပါရှင်သူစားရညီမတွေရဲ့ဒီ Beyond Eagle like ကနေအလို့ကျဆိုပါတယ် page ဒီမှာရှိတဲ့ follow မိတ်ဆွေများအားလုံးလည်းမြင်ကြပါလို့ယေရှုနှုတ်ဆက်ပါတယ်ဒီနေ့မျှဝေရမယ့်
ကျမနာမည်ရတဲ့သူဆိုပြီးဖြစ်ပါတယ်အခုလည်းရှိစင်ကာပူမှာ hotel လို့တစ်ဖက်နဲ့ဒီ online digital business လုပ်ကိုင်နေတဲ့ business owner နဲ့ mentor တယောက်ဖြစ်ပါတယ်ရှင်ဒီနေ့မျှဝေရမယ့်ခေါင်းစဉ်လေးရတာဒီလုပ်ငန်းကဘာတွေလုပ်ခိုင်းရတယ်လဲပါနော်မိကွာတော့တစ်ခုရှိတယ် company ရဲ့တရားဝင်ရဲ့လား company နေကဘာလဲဆိုတဲ့အရာပေါ့နော်သူတို့လက်ရှိလုပ်နေတဲ့ဒီ online စီးပွားရေးအရင်ဦးဆုံးဘာလို့လုပ်ကိုင်ရမလဲဆိုတဲ့အရာရင်ဆိုရှင်းပြပေးမှာပေါ့နော်ဒီလုပ်ငန်းမှာဆိုလို့ရှိရင်လုပ်ကိုင်ရမယ့်အဆင့်ဆိုမျိုးပဲရှိတာပေါ့နော်20ပဲရှိတယ်ဘာလဲဆိုလို့ရှိရင်တော့ပေါ့နော် advertising ဆိုတဲ့ကြော်ညာလုပ်ငန်းနဲ့ mentoring ဆိုတဲ့ကိုနဲ့ join လာတဲ့လူတွေကိုကိုက mentor တရားအနေနဲ့ပြန်ပြီးတော့business case တခြားမှာအခက်အခဲမရှိရလေအောင်ပေါ့နော်အများတိုင်းရတတ်ပံ့ကူညီပေးရတဲ့အလုပ်ပါနော်ဒီအလုပ်နှစ်ခုပဲလုပ်ရတာဖြစ်ပါတယ်ဘယ်လိုလုပ်ရတယ်လဲဆိုလို့ရှိရင်တော့ပေါ့နော်ဒီလုပ်ငန်းမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ social media platform ဖြစ်တဲ့အခုလိုမျိုး YouTube တွေ Google TikTok Instagram အစရှိတဲ့ platform တွေပေါ်မှာစီးပွားရေးရဲ့အခွင့်အလမ်းလေးတွေအကျိုးကျေးဇူးအကျိုးရလဒ်လေးတွေကိုပဲပေါ့နော်လူအများစိတ်ဝင်စားလောက်အောင်ကိုယ်တွေလိုမျိုးရင်ဖတ်ချင်းတူတဲ့သူတွေကနေပြီးတော့ပေါ့နော်ဒီလုပ်ငန်းကိုစိတ်ဝင်စားလောက်ကိုယ်ကြော်ညာလုပ်ပေးရတာဖြစ်ပါတယ်ကိုယ့်ရဲ့ကြော်ညာကိုမြင်ပြီးတွေ့ပြီးတော့ပေါ့နော်စိတ်ဝင်စားတာလည်းလူတွေပါလေကိုယ်နဲ့ join လာတဲ့သူတွေကို meta တရားအနေနဲ့ပြန်ပြီးတော့အလားပြကူညီ guideline လုပ်ပေးရတာဖြစ်ပါတယ်အဲ့ဒါလုပ်ငန်းလုပ်ကိုင်ပုံဖြစ်တာပေါ့နော်ဒီလိုမျိုးလုပ်ကိုင်နိုင်ဖို့အတွက်ဆိုလို့ရှိရင်လည်းဆိုတော့ဘာတွေလုပ်ရတယ်လဲဆိုလို့ရှိရင်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အရာလေးတွေကိုကတော့လေ့လာမှရမှာဖြစ်တာပေါ့နော်ဒီအရာတွေလုပ်ဖို့အတွက်ကိုဘာမှမသိဘူးဆိုလို့ရှိရင်ဘာမှလုပ်ကိုင်လို့ရမှာလည်းမဟုတ်ဘူးadvertising ဆိုတဲ့အရာလည်းကိုကကြော်ညာလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကြော်ညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဒီထက်မှလုတ်ကင်ပုံလေးတွေကလည်းကိုကလေ့လာမှရမှာဖြစ်တဲ့အတွက်ကြောင့်ခုနကတော့အရှိရတွေလည်းအများကြီးshare ပေးထားတာပေါ့နော်ဒီလုပ်ငန်းမှာဆိုအရင်ဆုံး webinar တွေကိုလည်းလေ့လာရတယ် webinar မှာဆိုလို့ရှိရင်ဒီလုပ်ငန်း sister ရဲ့လုတ်ကင်ပုံလေးတွေဒီလုပ်ငန်းအကျုံးလေးတွေကိုပေါ့နော်အခြေခံနေနဲ့ရှင်းပြထားတယ်လေဒီထက်မှလည်းသိရှိရမှာဖြစ်တာပေါ့နော်ပြီးလို့ရှိရင်လည်းဒီ meta တရားအနေနဲ့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့join လာတဲ့သူတွေကိုဘယ်လိုပုံစံနဲ့ guideline လုပ်ပေးရမလဲဆိုတဲ့အရာတွေအစဒီထက်မှ training site တွေမှာလည်းအများကြီး step by step training တွေလည်းပေးလာတဲ့ live webinar တွေ mastermind တွေအဲ့ဒီကနေပြီးတော့မနာကိုအများကြီးလေ့လာစရာတွေရှိတယ်ဒီလိုတို့ training site ဆိုတာလည်းအရာသက်ပံမနာအများတန်းခင်းနေလျော်ညီစွာup to date နဲ့အများတန်း update ဖြစ်နေတဲ့ system တစ်ခုလည်းဖြစ်တာပေါ့နော်အဲ့ဒါလေးကလည်းကိုအများတန်းလေ့လာသွားလို့ရတယ်ဒီထက်မှဆိုလို့ရှိရင်လည်းကျွမ်းကျင်ပညာရှင်တွေကလည်းသူတို့တွေရဲ့တက်တည်ထားတဲ့ပညာတွေသူတို့လုတ်ကင်ဖူးတဲ့လိုင်းကြောင်းအတိုင်းပေါ့နော်ဒီ millionaire mastermind မှာလည်းအများတန်းမျှပေးထားတာဖြစ်တဲ့ဒီမှာဆိုလို့ရှိရင်ကိုကသွားပြီးတော့လေ့လာလို့ရတယ်ဒီလုတ်ကင်ရတဲ့အရာတွေဆိုလို့ရှိရင်ပေါ့နော်ပြီးလို့ရှိရင်လည်းမြန်မာ community တွေမှာလည်းအများကြီးပေါ့နော်ဒီ live တွေမှာ zoom meeting တွေမှာလည်းလေ့လာလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဒီနေ့ဒီအရာလေးတွေကိုပဲဒီကတာလေ့လာမှုတွေလုပ်ရတယ်ကိုကသမောယူလန်းသမောယူအန်းဆိုတဲ့လိုမျိုးပေါ့နော်ကိုကလေ့လာတဲ့လောက်လုတ်ကင်တဲ့လောက်ကိုအတွက်အဲ့လိုပေါ့နော်နောက်ကရလဆိုတာရလာမှဖြစ်တာပေါ့နော်အဲ့လေးတွေကတော့ဆိုတော့လုပ်ရမယ့်အချက်တွေဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ company ကတရားဝင်ရလာနာမည်ကဘာလဲဆိုတဲ့အရာတော့ပေါ့နော်ဒီ company ကတရားဝင် register လုပ်ထားတဲ့နာမည်တစ်ခုဖြစ်တာပေါ့နော်ဒါပေမဲ့လည်းသူကဒီသူ့ရဲ့အလုပ်တစ်ခုမှာစီကံဥပဒေဆိုတာရှိတာဖြစ်တဲ့အတွက်ကြောင့်သူကပြောပိုင်ခွင့်တော့မရှိဘူးဒါပေမဲ့သူရဲ့မိတ်ဆွေတွေပေါ့နော်ကိုကသိချင်တယ်ဆိုလို့ရှိရင်လည်းဒီလေ့လာနိုင်တဲ့အခွင့်အလမ်းဆိုတာပေးထားတာပေါ့နော်အရင်ဦးဆုံးဆိုလို့ရှိရင်တို့မှာ free webinar ခုနကအရှိအမားတွေလည်းအများကြီးပြောထားတယ်ဒီ free webinar အရင်ဆုံးလေ့လာပြီးလို့ရှိရင်ဒီ free webinar ထဲမှာပေါ့နော်ဒီလုပ်ငန်းသူကရေးထားတာရှိတယ်ဒီလုပ်ငန်းကကိုကစီးပွားရေးလုပ်ငန်းတစ်ခုကလုပ်ချင်တယ်ဘယ်ကနေစတင်လုပ်ကိုင်ရမှာလဲဆိုတဲ့မသိတဲ့မိတ်ဆွေတွေအတွက်အဲ့ဒါနေရဲ့ future အတွက်ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒီမှာသူ$149နဲ့ပေးခိုင်းတာရှိတယ်အဲ့$149နဲ့ပေးခိုင်းတဲ့အရာမှာဆိုလို့ရှိရင်မပေးခင်တော့မှသူကတတိကောက်တွေတော့ပြုတ်ထားသေးတာပေါ့နော်ဒီအရာကနေ့အတွက်မဟုတ်ဘူးဆိုလို့ရှိရင် fully refund ပြန်ထုတ်ယူလို့ရတယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒါမှလည်းကိုယ်ကကြိုက်လို့ရှိရင်တော့ဆက်ပြီးတော့လေ့လာပါနော်ဒါမဲ့စီးပွားရေးလုပ်မဲ့ကိုယ်ပဲစီးပွားရေးတရားလုပ်မဲ့လူတရားအနေနဲ့ဆိုလို့ရှိရင်တော့ဒီ$149တော့ကိုယ့်အတွက်ရင်းနှီးတင်တယ်လို့ဆိုတော့မြင်တယ်အဲ့ဒါကြောင့်ပေါ့နော်ဒီ$149နဲ့ထပ်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တော့ပေါ့နော်မိတ်ဆွေတို့သိချင်တဲ့ဒီ company နေသူကတော့သိရှိရမှာဖြစ်တာပေါ့နော်သူတို့ကလက်တွေ့ထားတဲ့ company ဆိုတာလည်းတစ်ခုတည်းမကဘူးတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်$149နဲ့လေ့လာလိုက်ခြင်းအဖြစ်ဒီထဲမှာကိုလက်တွေ့ထားတဲ့ company တွေကအစ
ရင်းနှီးမြှုပ်နှံမှုတွေအစားဝင်ငွေရလိုင်းကြောင်းအဆက်ဆက်ပေါ့နော်ဘယ်လိုပုံစံနဲ့ရင်းနှီးမြှုပ်နှံလို့ရှိရင်ဘယ်လိုဝင်ငွေရရှိမှလဲဆိုတဲ့အရာအစားအောင်မြင်တဲ့သူတွေဒီထဲမှာတစ်လဝင်ငွေဘယ်လောက်ရတယ်လဲသိချင်တဲ့မိတ်ဆွေတွေဆိုလို့ရှိရင်ဒီထဲမှာ$149နဲ့လေ့လာလိုက်ခြင်းအပြင်အခုလိုသိရှိသွားမှာဖြစ်တာပေါ့နော်register လုပ်ထားသလားဆိုလို့ရှိရင်တော့ပေါ့နော်ဒီလုပ်ငန်းက register လုပ်ထားတဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်အစိုးရတရားဝင်အတိအမှတ်ပြုခံရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်တယ်ဒီ US တို့ဘာတို့ဆိုလို့ရှိရင်တော့ပေါ့နော်သူတို့က$199နဲ့ခွန်ဆောင်ရတာဖြစ်တယ်ပေါ့နော်စာအိတ်ကလေးနဲ့လာတယ်ဒါပေမဲ့သူတို့ဘက်ကတော့ဒီလိုမျိုးဆောင်ရတာလည်းမဟုတ်ဘူးနော်ထိုက်ပုံလေးနဲ့လည်းတွေ့ထားတာဖြစ်တဲ့အတွက်ကြောင့်ကိုကတော့အဲ့လိုခွန်ဆောင်မိရတာနည်းနည်းလေးကွာခြားတာတော့ရှိတယ်ပေါ့နော်ဒါမဲ့သူကပြောချင်တာကတော့ဒီလုပ်ငန်းကတက်တန်းကြည့်မယ်ဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်52နှစ်လည်းရှိလာပြီသူတို့ကတက်တန်းတော့မှကြီးသေးရပေါ့နော်ပြီးလို့ရှိရင်လည်းနိုင်ငံပေါင်းဆိုလို့ရှိရင်29နိုင်ငံရုပ်ဖက်ဆိုလို့ရှိရင်လည်း24ခုနဲ့ပတ်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီစင်ကာပူလိုမျိုးစီကတိကျတဲ့နိုင်ငံတော်မှာပေါ့နော်ဒီရုပ်ခွဲရှိတယ်ဆိုတော့ဒီလုပ်ငန်းကတကယ်တရားဝင်စီးပွားရေးဖြစ်လို့တကယ် license ရှိလို့ပေါ့နော်သူတို့ဒီနိုင်ငံမှာဆိုလို့ရှိရင်တကယ်အလုပ်လုပ်တဲ့လူတွေဆိုလို့ရှိရင် overstay နဲ့နေပြီးတော့လုပ်လို့မရဘူးပေါ့နော်သူတို့ပြစ်ဒဏ်တွေကြီးကြီးမားမားခံရတယ်ဒီနိုင်ငံမှာနေတဲ့လူတွေဆိုလို့ရှိရင်တကယ်ကိုယ့်ရဲ့ personal data တွေအဲ့လိုပေါ့နော်တကယ်သူတို့အချက်လက်လေးတွေစိတ်ကြည့်လိုက်လို့တကယ်မှန်ကန်တဲ့ data ရှိမှပဲနေထိုင်ခွင့်ရှိတာဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ဒီလိုကြီးမားတဲ့နိုင်ငံကြီးမားတဲ့ company တစ်ခုကဒီနိုင်ငံမှာအခြေချပြီးလုပ်ကိုင်နေဆိုလို့ရှိရင်တော့ပေါ့နော်ဒီလိုမျိုး pot သေးသေးနဲ့ register မရှိဘဲနေတာလုပ်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်ဆိုတော့မိတ်ဆွေတွေကတော့ဒီလုပ်ငန်းက company အဲ့လို register မလုပ်ထားဘူးဆိုတဲ့အရာတော့စိုးရိမ်စရာမလိုဘူးဒီလုပ်ငန်းရဲ့တက်တန်းအနေနဲ့ပဲကြည့်ကြည့်ဒီ company ရဲ့တိဆောက်ဖို့အဲ့လိုပေါ့နော်အခြေစိုက်တဲ့နေရာပဲကြည့်ကြည့်ပေါ့နော်တကယ်ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကိုတွေ့ရတာအဲ့ဒါတွေကတော့လောကစိတ်ပူစရာမရှိဘူးအဲ့ဒါကြောင့်ကိုကဒီအရာတွေသိနိုင်ဖို့အတွက်ဆိုလို့ဆိုရင်ဒီ$149နဲ့ကတော့မဖြစ်မနေလေ့လာမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ပေါ့နော်ဆိုတော့တို့ကဒီလိုမျိုးဒီထဲမှာလေ့လာလို့$149နဲ့လေ့လာလိုက်လို့ရှိရင်တော့ပေါ့နော်ဒီထဲမှာပွက်လေးမြင့်သားဆိုတာနဲ့ချပြထားတာဖြစ်တဲ့အတွက်ကြောင့်ကိုကလေ့လာလို့$149တစ်လအတွင်းလေ့လာခွင့်ပေးထားတယ်ဒီတစ်လအတွင်းဆိုတဲ့အရာမှာသူတို့သတ်မှတ်ထားတဲ့စီကံချက်နှစ်ချက်ကိုကမဖောက်ဖျက်ဘူးဆိုလို့ရှိရင်တော့ကိုကအချိန်မျိုး refund ပြန်ထုတ်ယူနိုင်တာဖြစ်တယ်အဲ့ဒီစီကံချက်ဆိုတာကတော့ခုချစ်ခေါ် booking မလုပ်ခင်ဖြစ်ရမယ်နောက်တစ်ခုကတစ်လမပြည့်ခင်ဖြစ်ရမှာပေါ့နော်အဲ့ဒီနှစ်ခုကကိုကမဖောက်ဖျက်ဘူးဆိုလို့ရှိရင်ကိုသွင်းထားတဲ့$149အချိန်မရွေးပြန်ထုတ်ယူနေတာဖြစ်တဲ့အတွက်ကြောင့်ကိုအတွက်ဆိုရှယ်မှုလိုရလည်းမရှိဘူးအချင်းကြီးလည်းမဖြစ်ဘူးအဲ့ဒါကြောင့်ပေါ့နော်ကိုကြိုက်ရင်ဆိုလို့ရှိရင်ဆက်လို့မကြိုက်လို့ရှိရင်လည်းပြန်ထုတ်ယူနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုရဲ့ choice ပဲဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ဒီသိချင်တယ်ဆိုလို့ရှိရင်လည်းဒီ$149ဒါမှဖြစ်မနေသွင်းပြီးတော့လေ့လာမှာဖြစ်ပါတယ်ဒီ$149ဆိုတဲ့အရာလည်းအပြင်မှာသူစားတို့ဝယ်လဲလို့ရှင်ဘာမှလည်းတဖို့ရှိတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းကိုလုပ်မဲ့စီးပွားလုပ်ငန်းတစ်ခုကိုဒီအရာလေးနဲ့တွားပြီးတော့ရင်းနှီးလိုက်မဲ့ဆိုလို့ရှင်တာပေါ့နော်ကိုအတွက်လည်းဆိုရှုံးမှုမရှိဘူးအနည်းဆိုတော့ဒီလုပ်ငန်းကဘာလုပ်ငန်းလဲခုနတော့ကိုသိချင်တဲ့ company ကတရားဝင်ရဲ့လား company နာမည်ကဘာလဲဆိုတဲ့အရာကိုလည်းသိရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်အနည်းဆိုတော့ပေါ့နော်$149နဲ့အရှင်ယူပြီးတော့ဝင်လေ့လာကြည့်ပါလို့အားပေးတိုက်တွန်းချင်ပါတယ် thank you ပါဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်share လုပ်ပေးသားတဲ့အမသူစားကျေးဇူးများကြီးတင်တယ်ဟုတ်တယ်ဘယ်လိုမျိုးလုပ်ကန်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုလည်းအမ share လုပ်ပေးသွားပြီးဖြစ်တယ်ပေါ့နော်အဓိကမို့ဒီစီးပွားရေးကလည်းယူရိုပလိုနိုင်ငံတွေမှာပါထိုးဖောက်လို့ရတဲ့စီးပွားရေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ယူရိုပနိုင်ငံတွေဆိုတာကဒါ online နဲ့ပတ်သက်အားစီကံတင်းကျပ်တဲ့နိုင်ငံတွေဖြစ်တယ်ခုနကလည်းအမလည်းပြောထားပြီးစင်ကာပူမှာတော့မှပဲဒီလောက်စီကံတင်းကျပ်တဲ့စင်ကာပူမှာလည်းလောက်ကိုင်းလို့ရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒါကတကယ်ကိုတရားဝင်တဲ့စီးပွားရေးဖြစ်ပါတယ်အခုအမမဦးကိုပေါ့နော် sharing လုပ်ပေးစီခြင်းတဲ့အကြောင်းအရာလေးကအမကမိတ်ဆက်ခြင်းနဲ့အတူတူ sharing လေးလုပ်ပေးသွားပါဦးနော်အဲ့တော့ဘာကုမ္ပဏီနဲ့ကျမတို့ရဲ့စီးပွားရေးကလက်တွဲပြီးတော့လုပ်ကိုင်နေတာလဲကျမတို့က product တွေကိုရောင်းရမှာလားပေါ့နော်ဝင်ငွေကကြတော့ product ရောင်းပြီးတော့မှရတာလားလူသစ်တွေခေါ်ပြီးတော့မှရတာလားပေါ့နော်အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့တချို့စိုးရင်ကြတယ်ပေါ့နော်မလေ့လာမှုတွေလုပ်တဲ့အခါမှာဟာငါတို့ကတော့လူခေါ်ရမှာလားမသိဘူးဈေးရမှာမသိဘူးပေါ့နော်အဲ့လိုစိုးရင်နေကြတဲ့သူတွေအတွက် sharing လေးလုပ်ပေးပါနော်ဟုတ်ကဲ့
အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ညီမတွေရဲ့ Sunday live talk လေးကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ် page အသီးသီးမှာရှိတဲ့မိတ်ဆွေများအားလုံးလည်းမင်္ဂလာပါရှင်ကျမကတော့မမဦးဖြစ်ပါတယ်မွန်ပြည်နယ်သထုံမြို့နယ်မှာမိသားစုနဲ့အတူနေထိုင်ပါတယ်အိမ်မှာမိခင်ကိုဆောက်ရှောက်ရင်းနဲ့ digital business ကိုလုပ်ကိုင်နေပါတယ်ကျမတို့လိုပဲဒီစီးပွားရေးကိုစိတ်ဝင်စားပြီးလေ့လာနေတဲ့သူတွေလုပ်ကိုင်ချင်တဲ့သူတွေကိုလက်တွဲကူညီပေးနေတဲ့ mentor တစ်ယောက်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့ sharing လုပ်ပေးရမယ့်ကောင်းစဉ်လေးကတော့ဒီကျမတို့ကဘယ်ကုမ္ပဏီတွေနဲ့အလုပ်လုပ်တယ်လဲပေါ့နော်ပထမမေးတော့ကဒါပါကျမတို့ကကုမ္ပဏီတစ်ခုတည်းနဲ့လက်ပတ်တာမဟုတ်ပါဘူးကျမတို့ဟာယုံကြည်စိတ်ချရတဲ့ digital platform တစ်ခုတည်းကနေတစ်ဆင့်တစ်ဖက်ကုမ္ပဏီများစွာနဲ့ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကုမ္ပဏီနာမည်ကအဓိကမဟုတ်ပါဘူးအဓိကကဒီစီးပွားရေးမှာအသုံးပြုတဲ့စနစ်ပြီးတော့ကုညီလမ်းညွှန်မှုတွေလေ့ကျင့်မှုတွေဒီစီးပွားရေးကိုဘယ်လိုလုပ်တယ်လဲဆိုတဲ့လုပ်ငန်းစဉ်တွေကအဓိကဖြစ်ပါတယ်ကျမတို့ကကုမ္ပဏီပဲကုမ္ပဏီရဲ့နာမည်ကိုမှ promote လုပ်တာကုန်ပစ္စည်းတွေကို promote မြင့်တင်ရောင်းချတာမဟုတ်ပါဘူးအဓိကကျမတို့ကဒီစီးပွားရေးမှာအသုံးပြုနေတဲ့ system ကိုကြော်ညာလုပ်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီစီးပွားရေးမှာပေါ့နော်တက်တည်ပြနိုင်တဲ့စနစ်တွေလမ်းညွှန်မှုတွေအနိကဥညီလမ်းညွှန်မှုတွေလေ့ကျင့်မှုတွေပြီးတော့ online မှာဝင်ငွေရှာချင်တဲ့သူတွေကိုဘယ်လိုကြော်ညာလုပ်ရတယ်လဲဆိုတာကိုသင်ပေးတယ်ဒါကိုပဲအာရုံစိုက်တာဖြစ်ပါတယ်ဒီစီးပွားရေးကဘယ်လိုကုမ္ပဏီတွေနဲ့လက်တွဲထားတယ်ဘာ product တွေရှိတယ်ဝင်ငွေကဘယ်လိုရတယ်လဲဝင်ငွေလမ်းကြောင်းကဘယ်နှခုရှိတယ်လဲဆိုတာ$149ယာယီပေးသွင်းပြီးလေ့လာတဲ့အဆင့်မှာတည်တည်ချာချာရှင်းပြထားပါတယ်ဒုတိယအဆင့်ဖြစ်တဲ့ပြန်အန်းငွေအပြည့်အဝရရှိနိုင်တဲ့$149ပေးသွင်းပြီးလေ့လာတဲ့အဆင့်ကိုသွားမယ်ဆိုလို့ရှိရင်အရာအလုံးကိုသိရှိသွားပါလိမ့်မယ်ဒါကြောင့်မို့လို့ကျမတို့ဒီလုပ်ငန်းမှာဘယ်လိုကုမ္ပဏီတွေနဲ့လက်တွဲထားတယ်ဆိုတာသိရှိဖို့အတွက်ဒီအဆင့်ကိုသွားမယ်ဆိုရင်သိရမှာဖြစ်တဲ့အတွက်ဒီအဆင့်ကိုသွားဖို့အကြံပေးချင်ပါတယ်နောက်မေးခွန်းတစ်ခုကပစ္စည်းတွေရောင်းရတာလားပေါ့နော်ဟုတ်ကဲ့ဒီလုပ်ငန်းမှာကျမတို့ပစ္စည်းတွေကိုအဓိကဓာတ်ရိုက်မရောင်းပါဘူးဒီစီးပွားရေးက franchise စီးပွားရေးပုံစံမျိုးစားတစ်ခုဖြစ်တယ်ပေါ့နော် franchise ကြီးအများကြီးမပေးရတဲ့ online franchise စီးပွားရေးစနစ်တစ်ခုဖြစ်တဲ့ဒီစီးပွားရေးမှာကျမတို့ကကုန်ပစ္စည်းတွေကိုရောင်းမဲ့အစားပေါ့နော် online လုပ်ငန်းတစ်ခုကိုအစကနေပြီးတော့ခေါင်းစားခံပြီးတိဆောက်เสียရမလို့ပဲနဲ့အစင်တဲ့အသုံးပြုနိုင်တဲ့စီးပွားရေးစနစ်တစ်ခုကိုပံ့ပိုးပေးထားတယ်ဒီစနစ်မှာဘာတွေပါတယ်လဲဆိုလို့ရှိရင်ကိုပိုင် website ဒါကတော့ကျမတို့ရဲ့ပင်မအခြေကုပ်စကန်တစ်ခုလို့ပေါ့နော်စီးပွားရေးကိုစိတ်ဝင်စားတဲ့သူတွေက website မှာဝင်ရောက်ပြီးလေ့လာကြတယ်အဲ့ဒီကိုပိုင် website ကိုပေးထားတယ်ပြီးတော့အဆင့်ဆင့်သင်ကြားပေးမဲ့ trainee ဒီ trainee ကိုလေ့လာပြီးတော့တဆင့်ချင်းလိုက်လုပ်သွားရုံပဲမှန်းဆပြီးတော့လုပ်เสียမလို့ဘူးနောက်ပြီးအလိုအလျောက်အလုပ်လုပ်ပေးမဲ့ automated marketing system ကိုလည်းထောက်ပံ့ပေးထားတယ်ဒီ system အတိုင်းဒီ system ကကိုယ့်အတွက်ပေါ့နော်အလုပ်တွေကို24နာရီပတ်လုံးအလိုအလျောက်လုပ်ပေးမဲ့စနစ်ဖြစ်တယ်နောက်ပြီးတော့အနိကကူညီလမ်းညွှန်ပေးမဲ့ mentor နဲ့ coach ကိုလည်းပေးထားတယ်ကိုလိုအပ်တဲ့အချိန်တိုင်းမှာသူတို့ကပံ့ပိုးပေးနေမှာဖြစ်တယ်နောက်ပြီးယုံကြည်စိတ်ချရတဲ့ထုတ်ကုန်မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်းပဲချိတ်ဆက်ထားပြီးတယ်ဒီထုတ်ကုန်မိတ်ဖက်အဖွဲ့အစည်းတွေကသင်အတွက်အဆင့်သင့်ချိတ်ဆက်ထားပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့ကပစ္စည်းတွေကိုတိုက်ရိုက်ရောင်းရတာမဟုတ်ပါဘူးဒီစီးပွားရေးမှာသင်ကြားပေးတဲ့အတိုင်းပေါ့နော်ကြော်ညာကိုလှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်လုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေကဝင်ရောက်ပြီးတော့လေ့လာကြမယ်ဝင်ရောက်ပြီးတော့လုပ်ကင်ခြင်းပြီးဆိုလို့ရှိရင်ဒီမှာရှိတဲ့ product package တွေထဲကတစ်ခုကိုရွေးချယ်ပြီးတော့လောက်ကင်ရမှာဝယ်ယူရမှာဖြစ်တယ်ပေါ့နော်သူတို့ရွေးချယ်တဲ့ package ကလည်းပဲသူတို့ကိုယ်တိုင်သုံးဖို့နဲ့မိသားစုသုံးဖို့အတွက်ဖြစ်တယ်အပြင်မှာပြန်ပြီးတော့ရောင်းချဖို့မဟုတ်ဘူးဒါကြောင့်မို့လို့ကျမတို့ကပစ္စည်းတွေကိုမရောင်းရပါဘူး business system ကိုပဲ promote လုပ်ပေးတာဖြစ်ပါတယ်โอเคနောက်မေးခွန်းတစ်ပိုင်းကတော့ဒီစီးပွားရေးကဝင်ငွေက product ရောင်းလို့ရတာလားပေါ့နော်โอเค online မှာဝင်ငွေရှာခြင်းတဲ့သူတွေကသူတို့ရဲ့ business ကိုစတင်ဖို့အတွက်
product package တစ်ခုကိုရွေးချယ်ပြီးတော့ဝယ်ယူကြပါတယ်အဲ့ဒီ product package ကကိုယ်တိုင်အသုံးပြုဖို့နဲ့မိသားစုအသုံးပြုဖို့အတွက်ပဲဖြစ်တယ်အဲ့ဒါနဲ့အတူပေးထားတာကတော့စောစောကပြောသလိုပဲကိုယ်ပိုင် website အစဉ်စဉ်တင်ကြားပေးမဲ့ training တွေအနည်းကကူညီလမ်းညွှန်ပေးမဲ့ mentor နဲ့ coach တွေအလုပ်လုပ်ပေးမဲ့ marketing system ပြီးတော့ high ticket product partnership commission ပေးတာမြင့်မားတဲ့ထုတ်ကုန်မိတ်ဖက်အဖွဲ့အစည်းဓာတ်တွေကိုပေးထားတာဖြစ်တယ်ကျမတို့က online မှာဝင်ငွေရှာချင်တဲ့သူတွေကိုဘယ်လိုကြော်ညာလုပ်ရမလဲဆိုတာကိုသင်ပေးတာဖြစ်တယ်အဲ့လိုသင်ရဲ့ကြော်ညာကိုမြင်ပြီးတော့စိတ်ဝင်စားတဲ့သူတွေကသင်နဲ့အတူလက်တွဲလုပ်ကင်ချင်လာပြီဆိုလို့ရှိရင်သူတို့ business ကိုစတင်ဖို့အတွက် product package ကိုရွေးချယ်ကြတယ်သူတို့ရွေးချယ်တဲ့ product package ပေါ်မှာမူတည်ပြီးတော့သင်က commission ရရှိပါတယ်ဆိုတော့မိကုံကိုဖြေရမယ်ဆိုရင်ဝင်ငွေက product ရောင်းလို့ရတာဖြစ်ပါတယ်ဒါပေမဲ့သင်က product ကိုထိုက်ရိုက်မရောင်းရပါဘူးလို့ပြောချင်ပါတယ်ဟုတ်ကဲ့နောက်မိကုံတစ်ပိုင်းကတော့လူတစ်ခေါ်ရတာလားပေါ့နော်ကျမတို့ကလူတွေကို recruit မလုပ်ရပါဘူးလူတစ်မခေါ်ရဘူးမိသားစုတငယ်ချင်းဝင်တွေကိုစည်ရင်းလုပ်ပြီးတော့လိုက်လံခေါ်ဆိုဖို့မလိုပါဘူးလူတွေကိုလည်းပဲဖိအားပေးပြီးတော့ join ခိုင်းဖို့မလိုပါဘူးကျမတို့ကတင့်ကိုပေါ့နော်ဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေစီကိုရောက်အောင်ကြော်ညာဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ပေးတာဖြစ်တယ်ဒါကြောင့်မို့လို့သင်ကလူတွေကို like ခေါ်စရာမလိုဘဲနဲ့သင်ရဲ့ကြော်ညာကိုမြင်ပြီးတော့စိတ်ဝင်စားတဲ့လူတွေကသင်စီကိုလာပြီးတော့မေးမြန်းကြမှာဖြစ်တယ်လာပြီးတော့လက်တွဲကြမှာဖြစ်တယ်ဒီစီးပွားရေးကဒီစီးပွားရေးမှာပေါ့နော် business in a box ဆိုတဲ့စနစ်တစ်ခုရှိတယ်ဒီ online မှာဝင်ငွေရှာဖို့လိုအပ်တဲ့ကိရိယာတွေလိုအပ်တဲ့အရာတွေအားလုံးပေါ့နော်သင်တန်းတွေလမ်းညွှန်မှုတွေအပြည့်အစုံထောက်ပံ့ထားပေးထားတယ်ပေါ့နော်အချိန်အလိုက်ဒီကိုယ့်ရဲ့စိတ်ကြိုက်အတိုင်းကိုနေရာမရွေးအလုပ်လုပ်နိုင်တဲ့ flexible ဖြစ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ကလူတွေကိုမဆူဆောင်ရဘူးလူတွေကိုလူတစ်မခေါ်ရပါဘူးဘာလို့လဲဆိုရင်သင်ပေးထားတဲ့စနစ်အတိုင်းကြော်ညာလုပ်မယ်ဆိုရင်ဒီလုပ်ငန်းရဲ့အခွင့်အလမ်းတွေကိုစိတ်ဝင်စားတဲ့သူတွေကလာရောက်ပြီးတော့လေ့လာကြမယ်လာရောက်ပြီးတော့လုပ်ကင်ကြမှာဖြစ်တယ်အဆင့်တိုင်းကိုလည်းပဲ supporting ပေးသွားမှာဖြစ်တယ်ဆိုတာကို sharing လုပ်ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအပြည့်အစုံရှင်းပြသွားပေးတယ်အမကျေးဇူးများအချစ်တင်တယ်အဲ့တော့ဒီစီးပွားရေးမှာဘလို့ဝင်ငွေစီးကြောင်းတွေရှိတာလဲဘလို့လဲပတ်နေတာလဲဆိုတော့ဒီမေကွန်လေးကိုနားထောင်လိုက်ပြီဆိုလို့ရှင်တော့နားလည်သွားမယ်လို့မို့ယုံကြည်တယ်โอเคနောက်ထပ်မေကွန်လေးတစ်ခုကပေါ့နော်$149ဘာကြောင့်မလို့သွင်းရတာလဲ$149သွင်းမယ်ဆိုရင်ကောဘာတွေရမလဲပေါ့နော်အဲ့တော့$149မသွင်းဘဲနဲ့ကောဒီစီးပွားရေးကိုလုပ်လို့မရဘူးလားဆိုတဲ့မေကွန်လေးကိုလည်းမိုးကနေပြီးတော့ပြောပြပေးခြင်းပါတယ်ကဲတော့ဒီစီးပွားရေးမှာကဘာလဲဆိုရင်စကားစစ်လိုမျိုးပဲစစ်ထားတယ်ပေါ့နော်ခုနကလည်းမမိုးတန်ပြောလိုက်တယ်လို့ပဲမိုးတို့ကြော်ညာတွေလောက်လိုက်ပြီးဆိုတာနဲ့လူတွေကလေးလာခြင်းနဲ့သိခြင်းနဲ့တွေ့ခြင်းလို့ပါကျမကိုကူညီပါဆိုပြီးတော့အများကြီးပဲရောက်လာကြတယ်အိတ်ထဲကမှဘာလဲဆိုလို့ရှိရင်တကယ်စိတ်ဝင်စားတဲ့သူငွေရေးကြေးရေးမှာပါပဲနဲ့လေစိတ်ဝင်စားတယ်ဆိုယုံနဲ့ဘာလဲဆိုလို့ရှိရင်တကယ်ကိုယ့်ဘက်ကနေပြီးတော့ငွေကြေးရေးပါစိုက်ထုတ်ပြီးတော့လေ့လာရတော့မယ်ဆိုရင်တကယ် serious ထားပြီးတော့လုပ်တဲ့သူကဒါလည်းအဲ့လိုမျိုးလေ့လာတာဖြစ်တယ်ပေါ့နော်ရိုးတာမှန်သိချင်းယုံလောက်ဆိုတဲ့လူတွေကအဲ့လောက်ထိကိုမလေ့လာဘူးပေါ့နော်အဲ့တော့ဘာလဲဆိုရင်ဒီစီးပွားရေးကငါအတွက်ကောတကယ်ဖြစ်ပါမလားငါရဲ့မိသားစုကို life changing ဖြစ်စေနိုင်မလားငါရဲ့ဘဝကြီးကိုလုံးဝကြီးပွားတိုးတက်အောင်လို့လုပ်ပေးနိုင်မလားဆိုတဲ့အရာကိုတိချာဘယ်လိုပြောမလဲပြင်းထန်သိကျင်တဲ့သူကကြတော့$149ကိုပေးသွင်းပြီးတော့လေ့လာလိုက်ကြတယ်ပြီးရင်ဒီ$149ကလည်းလေသွင်းလိုက်တာနဲ့အရှုံးမဟုတ်ဘူးပေါ့နော်မတို့သွင်းခံဒီတိုင်းမှာဗာလဲဆိုအဝိုင်းကြီးနေပေါ့နော်ရက်30 guarantee ဆိုပြီးတော့ပါတာဖြစ်တယ်ပေါ့နော်ရက်30အတွင်းမှာကိုကနေပြီးတော့မကြိုက်ဘူးဒီစီးပွားရေးကကိုအတွက်မဟုတ်တော့ဘူးလို့ထင်နေဆိုရင်ခုတ်ချင်းခေါ်မယူသေးပဲနဲ့အချိန်မရွေးထုတ်ယူလိုက်လို့ရတာဖြစ်တယ်ပေါ့နော်အဲ့ဒီအရာလေးတစ်ခုတော့သိထားစေချင်တယ်အဲ့တော့ဒါကတော့ဗာလဲဆိုရင်စစ်ထုတ်လိုက်တာနဲ့တူတူပါပဲဘာလို့ဆိုတော့တန်ဖိုးရှိတဲ့အရာတိုင်းကအလကားမရဘူးပေါ့နော်တန်ဖိုးရှိတဲ့အရာတိုင်းကကိုယ့်ဘက်ကနေပြီးတော့တစ်ခုပေးဆက်ပြီးတော့မှရတာဖြစ်တယ်။ဒါကြောင့်မလို့ဒီ$149လေးကိုသွင်းပြီးတော့စတင်လေ့လာလိုက်ရမှာဖြစ်တယ်။အကယ်၍မိတ်ဆွေကဒီစီးပွားရေးကို
သဘောကျတယ်ကြိုက်နှစ်သက်တယ်ကိုယ့်အတွက်ဖြစ်တယ်လို့ယုံကြည်လိုက်ပြီဆိုလို့ရှိရင်တော့ဘာတွေရနိုင်မလဲဆိုလို့ရှိရင်$149 sorry $149သွင်းလိုက်ပြီဆိုတာနဲ့ဘာကိုအရင်ဆုံးကြည့်ရမလဲဆိုရင်ကျမတို့ email ကနေတဆင့် pre coaching video ဆိုတဲ့ video ကိုကြည့်ရမှာဖြစ်တယ်ပေါ့နော်အခုဒီမနေ့ကပဲမို့စီမှာသွင်းတဲ့သူတယောက်ရှိတာမို့သွားကြည့်ပေးလိုက်တဲ့အချိန်မှာဆိုရင်တခါတည်းပဲမိုးရဲ့ training site တွေအကုန်လုံးကိုပါမြင်တွေ့သွားရပြီဖြစ်တယ်ပေါ့နော်အဲ့တော့အခုကတော့အရန်ကိုပဲကောင်းသွားပြီအဲ့တော့မိုးတို့ပြောနေတဲ့ဒီ training ဆိုတာဘာလဲကျမတို့အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်တွေကဒီ training ထဲမှာရှိတယ်အဲ့တော့အဲ့ training ကဘာလဲဆိုတာကိုမိတ်ဆွေကတခါတည်းအကုန်မြင်တွေ့သွားရမှာဖြစ်တယ်ပေါ့နော်အဲ့မှာပြီးလို့ရှိရင် video 3နိုင်လောက်စာလောက်ကြာတဲ့ video လည်းကြည့်ရမယ်ပြီးကျမတို့ founder တွေကနေပြီးတော့ပြောထားတဲ့အရာလေးတွေကိုလည်းနားထောင်ရမယ် testimony တွေကိုလည်းကြည့်သွားရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဟာလေးကိုကြည့်ပြီးတော့ဒီကုမ္ပဏီရဲ့ဘယ်လိုလက်ပတ်တာလဲခုနအမဦးပြောတဲ့အရာတွေအကုန်လုံးကိုသူတို့ကအဲ့ဒီ package 149 package ထဲမှာပါအကုန်လုံးအသေးစိတ်တိတိကျကျနဲ့ပေါ့နော်ကုမ္ပဏီနာမည်ဘိုင်နှိပ်တက်ပြီးတော့ပါအကုန်ပြောထားတာဖြစ်တယ်အဲ့ဒါကိုမိတ်ဆွေကနားထောင်မယ်ကြည့်မယ်လေ့လာမယ်ပြီးကိုယ်တွဲဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါ one timeသက်လုံးစာတစ်ချိန်သာပေးသွင်းရတဲ့ဒါ trainee ကိုစတင်လေ့လာတဲ့အရာအတွက်one time free ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီစီးပွားရေးမှာ140ကိုသွင်းလိုက်ပြီဆိုတာနဲ့ဘာရမလဲဆိုရင်ကိုပိုင် website တွေရမှာဖြစ်တယ်ကိုအနောက်ကနေပြီးတော့ထောက်ပံ့ပေးတဲ့automatic system တွေကိုရမှာဖြစ်တယ်သက်လုံးစာမှန်ထားတွေ coach တွေကိုရမှာဖြစ်တယ်ပြီးရင် global community ကိုရမှာဖြစ်ပါတယ်အဲ့တော့ဒီစီးပွားရေးကိုဘယ်လိုမျိုးတိဆောက်ရမလဲဒီစီးပွားရေးရဲ့marketing တွေဘယ်လိုလုပ်ရမလဲဒီ business model ကဘယ်လိုလုပ်ရမလဲပြီးအပတ်စဉ်တိုင်းမှာ mastermind တွေ millionaire mastermind တွေနေ့စဉ်တိုင်းမှာ daily draw တွေအဲ့ဒီအရာတွေအကုန်လုံးကိုမိတ်ဆွေကဒီတစ်ချိန်149ကနေအားလုံးကို cover ပေးပြီးတော့ရသွားမှာဖြစ်တယ်မိုးရဲ့ training ကလည်းအမြဲတမ်း up to date ဖြစ်နေတဲ့ training ဖြစ်တယ်ပေါ့နော်ဘယ်တော့အခါကြီးဟောင်းနေဆိုတာမရှိဘူးအမြဲတမ်းသစ်လွင်နေတဲ့ training ကိုရသွားမှာဖြစ်တယ်အကယ်၍မိတ်ဆွေကမလုပ်ချင်ဘူးဆိုရင်ပြန်ထုတ်လို့ရတယ်149မသွင်းဘဲနဲ့တော့ဒီစီးပွားရေးကိုလောက်ကင်လို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တဆင့်ချင်းစီသွားရမှာဖြစ်တယ် free လေးလာတဲ့အဆင့်ရှိတယ်$149ပေးသွင်းပြီးတော့လေးလာတဲ့အဆင့်ရှိတယ်စီးပွားရေးစတင်တဲ့အဆင့်တွေဆိုတာရှိတယ်ပေါ့နော်ဒါကကျမတို့စီးပွားရေးရဲ့သွားလာတဲ့ပုံစံဖြစ်တယ်အဲ့တော့ဒီ system ကဒီလိုမျိုး system ကောင်းလို့လဲဒီလို10နှစ်ကျော်ထိတက်တန်းရှိပြီးတော့ရက်တည်နေတဲ့ online စီးပွားရေးဖြစ်တယ်ပေါ့နော် system ဒါမကောင်းဘူးဆိုလို့ရှိရင်ခဏလေးနဲ့ရိုင်လဲသွားမှာပြိုလဲသွားမှာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကိုယ်တိုင်လဲ system ကို follow လုပ်လာတယ်မိတ်ဆွေတို့လည်းဒီစီးပွားရေးကိုစတင်ချင်တယ်ဆိုရင်တော့ system ကို follow လုပ်ရမယ်စီကံတကြနဲ့လုပ်သွားရမှာဖြစ်ပါတယ်ဆိုတာလေးကိုဒီနေ့မှာ share လုပ်ပေးချင်တယ်အဲ့တော့ဒီနေ့မှာတော့မိကိုနဲ့အများကြီးကိုမို့လို့ cover လုပ်ပေးသွားပြီဖြစ်တယ်ဒီနေ့ကတော့အခြေခံလေးတွေပဲပြောသွားတာဖြစ်တယ်အဲ့တော့အခြေခံလေးတွေကိုနားထောင်ပြီးတော့သဘောကျတယ်ကြိုက်နှစ်သက်တယ်ရှေ့ဆက်သွားခြင်းနဲ့ဆိုလို့ရှိရင်တော့မန်တာအသီးသီးစီမှာဆက်သွယ်လာလို့ရတယ်အရောက်ချစ်စီတိုင်းကမိတ်ဆွေတို့ကိုကူညီပေးဖို့အတွက် welcome ရှိနေတာဖြစ်တယ်မိတ်ဆွေတို့ဘက်ကတော့ကိုယ့်ဘက်ကနေ reach out လုပ်ဖို့လိုအပ်တယ်ကိုယ်တိုင်ကလေ့လာဖို့လိုအပ်တယ်ကိုယ်တိုင်ကလိုချင်တဲ့စိတ်ဆန္ဒရှိဖို့သာလိုအပ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဒီနေ့မှာ sharing လာလုပ်ပေးသွားတဲ့အမသူစာမဦးမဆွဆွဝင်းအမမိုးတန်ပြီးတော့အစမပြေဖြစ်သွားတယ်ပေါ့နော်အမအေးရွှေပြီးတဲ့အခါအမနမ်းမို့ဟောရောက်ချီဆိုင်ကိုကျေးဇူးများချီတင်နေဆိုတဲ့အကြောင်းပြောရင်းနဲ့ဒီနေ့ live talk ဒီမှာဆုံးသက်မှာဖြစ်ပါတယ် thank you ပါ God bless you see you next week Bye. Achille.